Jesuh bedo kama Jesuh atwa Jesuh sumatong. Tumia atwa pe sutong pe yin ne Jesuh alu akong pi de. Jesuh ro di ye pyatana ga Jesuh do atwa ayang sutong bi tumia atwa sutong bo me ni tat de. Jesuh tumia ta tami de atwa pe sutong pe ni yin ne Jesuh ta tami de ga alu lo lein ma de. Patila ko nai pyu se lo di tai tu de ba nai pyu so de nok ka bat to ga ai tai phit ni da. Jesuh ngwe ji tumia atwa de ge concern tha ro sutong pe de Jesuh ma ngwe ji ma kaung ji yan phit de. Sutong ne lo pyo la de kha ma nyi ko mon ma thu de phin tin do number 1 tin auk sia mya twa sutong pe ba. Atin do ga tin auk sia ga tun tin mu man twa yin ain dong dain kaung ji phit da. Atin do ga tun tin mu ma yin ain dong dain kaung ji pai da. Kaung ji ya be ne la le so ro ti chuan chin ga ni la da. Ti chuan chin Phaya kaung ji pe tha pi da. Da pe ba lo ma ya so ma ti lo ma ya da. ကျွန်တော်အများတမ်းပြောတယ်ဖယားသခင်ကယေရှုခရစ်တော်အပြင်တင်တို့လိုအပ်တဲ့အရာတွေအားလုံးအကုန်ပေးပြီးသားကျွန်တော်ဝါဒတစ်ခုလာချပြတာမဟုတ်ဘူးနော်ဝါဒတစ်ခုလာချပြတာမဟုတ်ဘူးကျွန်တော်အများတမ်းပြောတယ်ကျွန်တော်ရဲ့ညီကိုမောင်မတွေကိုကျွန်တော်ကအများတမ်းတနေရာမှာကျွန်တော်မနေဘူးကျွန်တော်အများတမ်းတက်လှမ်းနေတဲ့သူတယောက်ဖြစ်တယ်အများတမ်းတက်လှမ်းနေတဲ့သူတယောက်ဖြစ်တယ်လူတယောက်က level တစ်ဆင့်ကိုတက်တော့မယ်ဆိုရင်အမြဲတမ်းအတိုင်းဝိုင်းတစ်ခုဖះပြောင်းပေးတယ်။ဘာလို့ကျွန်တော်ဆိုလိုချင်တာလဲဆိုတဲ့အခါမှာဖះသခင်ကဥမာဆိုပါစို့ကျွန်တော်ရဲ့အတိုင်းဝိုင်းအခုပြောင်းလာတာ။ဘာပြောင်းလဲလာလဲဆိုတော့ကျွန်တော်က international တကယ်ကို international platform မှာရှိနေတယ်အမှုတော်ဆောင်တွေနဲ့ကျွန်တော်ကအခုလက်ပွန်းတတီပေါင်းသင်းလာရတယ်။ကျေးဇူးတော်တတ်ကြောင့်2024 January လမှာဆိုရင်ကျွန်တော်တို့ Battle Music Band နဲ့အတူသူတို့ဖခင်ကြီးဖြစ်တဲ့ Bill Johnson ပြီးတော့မှကဘာမှာဖျားချီးမြှောက်ထားတဲ့ဆရာမကြီး Heidi Baker ပြီးတော့မှကဘာမှာ number 1ကဘာမှာအခု number 1သူပြောတဲ့ဟာတခုမှမလွဲသွားတဲ့ Prophet Cindy Jacob သူတို့3ယောက်2024မှာကျွန်တော်လုပ်တဲ့အစီအစဉ်မှာရောက်ရှိလာမှာဖြစ်တယ်ကျွန်တော်ကလည်းအမြဲတမ်းပါခိုင်နေဆိုတော့မြန်မာပြည်ကကျွန်တော်တို့ခဏတကားပိတ်ထားတယ်အခုမြန်မာပြည်ကျွန်တော်ဝင်လို့မရဆိုတော့ကျွန်တော်မြန်မာပြည်နဲ့အနီးဆုံးကျွန်တော်ပြန်လာပြီးတော့မြန်မာပြည်ကိုကောင်းကြီးပေးဖို့ကျွန်တော်ပြန်ပြင်ဆင်တယ်ဆိုတော့ကျွန်တော်ထိုင်းကိုကျွန်တော်ပြန်ရောက်လာတယ်ဆိုတော့ထိုင်းရောက်တဲ့အချိန်မှာကျွန်တော်ပြောတယ်ထိုင်းကငါတို့အပြင်ကောင်းကြီးဖြစ်ရမယ်လို့ညီကိုမောင်နှမတို့ရေသူများနိုင်ငံမှာကျွန်တော်တို့လာနေရတာသူများနိုင်ငံမှာသူများခင်းထားပြီးသားလမ်းပေါ်မှာကျွန်တော်တို့ကလမ်းလျှောက်ရတာကိုလမ်းမဖောက်ရဘူးသူတို့အကုန်စီစဉ်ထားတဲ့နေရာမှာကျွန်တော်တို့ကအေးဆေးလာနေရတာဆိုတော့အလကားမနေကြပါနဲ့ဘယ်အရာမဆိုကိုအားဖြင့်ဒီရက်ကွက်ဒီမြို့နယ်ဒီနိုင်ငံကောင်းကြီးဖြစ်ဖို့ရန်အတွက်သင်တို့မှာတာဝန်ရှိတယ်ဆိုတာခံယူပါဘယ်တော့မှအလကားမနေကြပါနဲ့ယူပါယုံကြီးထားကြပါငါဘာကောင်မို့လို့လဲလို့မထင်ပါနဲ့ယေရှုကိုယထားတဲ့ဖယားသားသမီးဟာတင်ထင်တာထက်တင်ပိုလုံနိုင်တဲ့သူဖြစ်တယ်
မကြားလို့ထပ်ပြောမယ်တင်းဖာတာပညာပဲမရှိဘယ်တော့ပဲလာဘယ်ကြောင်ကလောင်ပဲလာတခုပဲကျွန်တော်ပြောမယ်တင်းယုံကြည်ခြင်းရှိရင်မဖြစ်နိုင်တာဘာတစ်ခုမှမရှိဘူးယုံတိုက်ရင်ယုံရဲရင်မဖြစ်နိုင်တာဘာတစ်ခုမှမရှိဘူးအမေကျွန်တော်တို့ပြဿနာဘောင်ခတ်ထားတဲ့အတိုင်းဝိုင်းမှာကြီးပြင်းလာပြီးအဲ့ဒီဘောင်ထဲမှာပဲစဉ်းစားတတ်လို့ကျွန်တော်ဘာမှမလုပ်ရဲတာမင်းကပညာမှမတတ်တာမင်းကဘွဲမှမရှိတာမင်းကဘာဖြစ်မှာအဲ့ဒါတစ်ခုမှမဟုတ်ဘူးကျွန်တော်မခံနိုင်တာကမြန်မာပြည်ကထွက်လာတဲ့သူတွေကဘာကိုလွှမ်းတာမရှိသေးဘူးကျွန်တော်ကတော့စဉ်းစားထားပြီးသားရိုးတန်တော့ကျွန်တော်မသိနိုင်ဘူးမသိရဘူးအခုကဘာမှာစင်ကာပူလိုနိုင်ငံမျိုးထဲကနေတော့မှကဘာကိုလွှမ်းနိုင်တဲ့ဆရာတွေပေါ်လာတယ်Jesuh Prince တို့ပေါ်လာတယ်အခုခမရတို့မထင်နဲ့ကဘာမှာအချမ်းသာဆုံးနဲ့ကြီးမားသော mission လုံနိုင်ဆုံးအမှုတော်ဆောင်တွေကအာဖရိကထွက်လာတာဘာလို့မြန်မာပြည်မထွက်အောင်မလဲဘာလို့မြန်မာပြည်မထွက်အောင်မလဲဒါပေမဲ့တခုတော့ရှိတယ်ညီကိုမောင်မတော်ယုံကြည်ခြင်းတော့မကြီးလာဘူးမာနပဲကြီးနေကြလို့ဘာယုံမှမပေါက်တာယုံကြည်ခြင်းကြီးရမယ်ဆိုမာနတွေကြီးပြီးတော့မတယောက်နဲ့တယောက်မတွေ့နိုင်မခေါ်နိုင်မပြောနိုင်နောက်ညီကိုမောင်မတော်မချစ်နိုင်မချင်းတင်ဘယ်ခီးမှမရောက်ဘူးနောက်ကဘတော့ဘာပြောလဲစိတ်နှလုံးမကောင်းစားရင်အရာရာမှာကောင်းစားဖို့မစင်စားနဲ့အချင်းချင်းတောင်မှလက်မတွဲနိုင်ဘူးညီကိုချင်းချစ်ချင်းမေတ္တာမရှိဘဲနဲ့ကျွန်တော်ဘလို့မှမဖြစ်နိုင်ဘူးညီကိုမောင်မတော်ခင်ဗျစဉ်းစားကြည့်လေဖခင်ဒီချစ်ချင်းမေတ္တာဖြစ်တယ်တဲ့ဒါဆိုရင်တင်ဖျားကိုတကယ်ရထားတဲ့သူမှန်ရင်တင့်ထဲမှာချစ်ချင်းမေတ္တာပဲရှိရမယ်ဖျားချစ်ချင်းမေတ္တာဖြစ်တယ်ဆိုရင်တင်ဖျားကိုတကယ်ယုံကြည်လက်ခံပြီးဖျားကိုနေရာပေးထားတဲ့သူမှန်ရင်တင်းရဲ့အတိပွင့်ရမေတ္တာအတိပွင့်ပဲဖြစ်နေရမယ်အာမင်လူတိုင်းနဲ့တင်လက်တွဲခြင်းမှာလက်တွဲနိုင်လိမ့်မယ်ဒါပေမဲ့လူတိုင်းကိုတော့တင်မချစ်လို့မရဘူးဘာလို့ဆိုစိတ်လုံးကောင်းစားမှအရာရာကောင်းစားတာဒါဆိုတော့စူးစမ်းချစ်လို့ရလားမရဘူးစူးစမ်းချစ်လို့တော့မရဘူးစိတ်လုံးကောင်းစားခြင်းဆိုတာလူတိုင်းကိုချစ်တတ်လာခြင်းကြိုက်တဲ့အလုပ်လုပ်ကြိုက်တဲ့စစ်ပွဲတွေတိုက်ကြမေတ္တာမပါဘဲနဲ့မုန်းတိမှုနဲ့တိုက်ဘယ်တော့မှမအောင်မြင်ဘူးဘယ်ပွဲပဲတိုက်မရဘူးညီကိုမောင်မတော် noစိတ်လုံးကောင်းစားရင်အရာကောင်းစားမှာအာမင်ဆိုတော့ကျွန်တော်ညီကိုမောင်မတွေဘာပြောပြချင်လဲဆိုတော့ကျွန်တော်ရောက်တဲ့နေရာမှာကျွန်တော်ပြောတာသင်တို့ဟာသင်တို့လုံနိုင်တာလို့ထင်တာထက်သင်တို့ကပိုလုံနိုင်တဲ့သူတွေဖြစ်တယ်ပညာရှိတာကောင်းပါတယ်ဘွဲတွေရှိတာကောင်းပါတယ်အဲ့ဓာတွေမှာမာနကြီးနေလို့မရဘူးညီကိုမောင်မတို့ရဲ့ဒီမှာရှိတဲ့တီးခတ်နေတဲ့သားတွေသမီးတွေအစခုနကကျွန်တော်တွေ့တယ်သစ္စာရှိတီးခတ်ကြပါအဆုံးထိဘလောက်ပဲတင်တို့နာမည်ကြီးသွားပါစေဘွဲတွေရပြီးတော့ပတ်စံတွေအများကြီးရပါစေသစ္စာနဲ့အရိယာနာနဲ့မခွာကြပါနဲ့မြမပြည်မှာသားလေးတွေသမီးလေးတွေနာမည်မကြီးခင်မှာတော့ဖះเจ้าမှာဆိုချင်လိုက်ကြတာကျမဆိုပြစေနော်သားဆိုပြစေနော်ခွေလေးတစ်ခွေလောက်ပေါက်သွားပြီးနာမည်လည်းကြီးတော့ဖះเจ้าမလာတော့ဘူးခေါ်ရင်တော့မှအားရင်လာခဲ့မယ်တဲ့ဖိတ်ခေါ်ရတဲ့အဆင့်တွေဖြစ်လာတယ်အဲ့ဒီကောင်နောက်ခဏတော့နာမည်ပျောက်သွားရေပွက်လို့ပမာအောင်မြင်တာကိုအောင်မြင်တယ်လို့မခေါ်ဘူးဗျာဖခင်ကခရစ်တော်နဲ့တူအောင်ပွဲကိုအစင်ခံဖို့ဖခင်လို့တော့ရှိတာဘလောက်ချီးမြှောက်
ကိုဖယားအတွက်ငယ်တဲ့ကစက္ကတ်ခဲ့တဲ့အရာအတိုင်းအမြဲတမ်းအဲ့ဒီရုပ်မပြောင်းပဲစက္ကတ်တတ်တော်သူကတော့ရေရှည်ခံတယ်တင်းရဲ့ငယ်စဉ်ကဖယားသခင်ချီးမြှောက်မချီးမြှောက်ခင်မှာရှိခဲ့တဲ့အရာကိုသင်ဘယ်တော့မှမမေ့နဲ့ကျွန်တော်တက်တာကိုဖယားခင်ကချိုးဖဲ့ခဲ့တာအများကြီးပဲညီကိုမောင်မတော်အများကြီးပဲမြန်မာပြည်မှာပွဲတွေလုပ်တယ်ပွဲတွေလုပ်ပြီးဆိုရင်ဆရာဒေးဗစ်လာရဲ့ပွဲဆိုရင်ကျွန်တော်2012ဝင်သွားကြတဲ့အုံကြက်ပဲကျွန်တော်ပွဲမှာဆိုရင်ဝင်ဆိုချင်တဲ့အဆိုတော်ဘောင်းကလည်း line up လုပ်နေတာအများကြီးကျွန်တော်တွေ့ချင်တဲ့နာမည်ကြီးဟာတွေကလည်းအများကြီးစီးပွားရေးလောကလားအနုပညာလောကလားကျွန်တော်ကိုတွေ့ချင်လို့ line up လုပ်နေတာအများကြီးကြွားတာမဟုတ်ညီကိုမောင်မတော်ဖယားလည်းမဆတယ်နေရာတိုင်းမှာကျွန်တော်ဖယားချီးမြှောက်ပါတယ်သူပြင်ရန်ကုန်ပွဲတွေမှာဆိုရင်တော့လူတွေကကြိတ်တိုးတွေ့ချင်ကြတာဆူတောင်းခံချင်ကြတာဆိုတော့အမြဲတမ်းအဲ့ဒီပွဲလုပ်တဲ့သူတွေကဘာလုပ်လဲဆိုဆရာဒေးဗစ်လာကိုနောက်ဆုံးမှာပဲထားတယ်ဘာလို့ထားလဲဆိုတော့ရှေ့ဆုံးမှာထားရင်ဆရာဟောပြီးသွားပြီးပြန်တယ်အကုန်ဆိုတော့တနေ့ကုန်လူတွေကစောင့်ရတယ်ဘာလို့ကျွန်တော်လာမဲ့အချိန်ကိုစောင့်ကြတာအဲ့ဒီအချိန်မှာသူတို့ကဆရာမလာခင်မှာအလှငွေတွေကောက်ပွဲတွေလုပ်အကြီးကျယ်တွေလုပ်ကြတယ်တရက်ကျွန်တော်ကဩစတြေးလျမှာတရားဟောနေနေတရက်awakening conference ကျွန်တော်ခေါ်ဖိတ်ဆရာတွန်းအဲ့ဒီဆရာတွန်းကျွန်တော်ခေါ်တာကျွန်တော်ဈေးကြီးပေးပြီးတော့အဲ့တရက်သွားဟောတယ်ကျွန်တော်ဈေးကြီးပေးပြီးတော့ကျွန်တော်သွားတယ်တရက်ဟောဖို့ကျွန်တော်ပတ်စံအများကြီးကုန်တယ်ကျွန်တော်သွားတယ်အဲ့ဒီသွားတဲ့အချိန်မှာစဉ်းစားကြည့်တော့ညီကောင်မောင်တို့ကျွန်တော်ဘယ်တော့ခါမှကျွန်တော်တရားဟောပွဲဖိတ်ရင်ကျွန်တော်နိုင်ငံခြားလာလို့ကျွန်တော်ပတ်စံဟာလာလိန်လက်မှတ်ဝယ်ပေးပါတခါမှကျွန်တော်မပြောဘူးဘာဖြစ်လို့လဲကျွန်တော်ဖယားနဲ့သစ္စာဆိုထားတဲ့အရာရှိလို့ဘယ်တော့မှကျွန်တော်မပြောဘူးကျွန်တော်ဝယ်တယ်ကျွန်တော်သွားတယ်တရားတော်ဟောပြီးတော့ကျွန်တော်အဲ့ဒီမှာစောင့်အစီအစဉ်တွေလုပ်နေတယ်အများကြီးပဲဂုံပြုတ်တဲ့အဖွဲ့တွေရောသိရမလားစပွန်ဆာတွေကိုဂုံပြုတ်တဲ့အဖွဲ့ရရှိသေးတယ်စပွန်ဆာတွေဂုံပြုတ်အပြင်မှာဂုံပြုတ်လူတွေရှိမှလာဂုံမပြုတ်နဲ့မကြောကောင်းဘူးဘာလို့မပေးနိုင်တဲ့အဖွဲ့တွေမျက်နှာငယ်လေးနဲ့ကြည်နေကြတာအဲ့ဒါကျွန်တော်မကြိုက်ဆုံးမဲ့တာဆိုတော့ကျွန်တော်ဆရာတွေပြောလိုက်အောင်ဒီစင်ဘွားလို့ဧဝံဂေလိအတွက်စင်ဖြစ်ပါစေလို့လူတွေကိုချီးမြှောက်တဲ့စင်မဖြစ်နဲ့ကျွန်တော်မကြိုက်ဘူးလို့ကျွန်တော်ပြောချလိုက်အောင်မျက်နှာတွေလည်းကုန်ပြတ်ကုန်ဒီတော့ကျွန်တော်ကြည်နေအစိုးရတွေတက်ဆိုးလိုက်ဘာဆိုးလိုက်ညာဆိုးလိုက်ပြီးတော့ကောင်းလေးတယောက်က chairman လုပ်တဲ့ကောင်လေးလာ chairman လုပ်တဲ့ကောင်လေးမို့ stage manager လေးလာပြီးတော့ဆရာဒေးဗစ်လာတယ်ကျွန်တော်မသိတဲ့ကောင်လေးဖြစ်ပါလိမ့်မယ်လာပြီးတော့ဆရာဒေးဗစ်လာတဲ့ဆရာနိုင်ဝက်ဟောဖို့အချိန်ရှိပါတယ်တဲ့ကျွန်တော်ကစနကြည့်လေဩစတြေးလျနဲ့ကျွန်တော်ပြန်လာဈေးပေါ်နဲ့ပြန်လာမဟုတ်ဘူးကျွန်တော်စီးတဲ့ class ကဈေးကြီးဆုံး class ကျွန်တော်ဝယ်စီးတော့ပြန်သွားတာတရက်ဟောပြီးကျွန်တော်ဒီကိုပြန်လာပြီးတော့ဟောမှာအဲ့ဒါကိုနိုင်ဝါအရှိမကြတော့ဂုံပြုတ်ပွဲတွေပါတယ်ထောင်းကနေဆိုဒေါသထွက်သွားပြီးတော့ကျွန်တော်အဲ့ဒီဆရာတွေအားလုံးကိုကျွန်တော်ခေါ်ပြီးတော့စကားပြောဖို့စူပြစ်မယ်ဆိုပြီးတော့ကျွန်တော်စိတ်ထဲမှာအဲ့လိုလှုပ်တဲ့အချိန်မှာဝိညာဉ်တော်ကချက်ချင်းကျွန်တော်စကားပြောတာမင်းကဘာမို့လို့လဲ
ngā maza chinda mashi miya beinza bua na teke da jabile. Do not despise your humble beginnings. Do not despise your humble beginning. ကျွန်တော်တခါလေးမှာကျွန်တော်ကဘုရားခင်အသုံးပြုလိုက်ခါမှာချင်းမြောက်လာတဲ့ခါမှာကျွန်တော်ဗာပြောချင်လဲဆိုတော့မင်းတို့ဟာငါ့ကိုဗန်းပြပြီးတော့မှလူတွေခေါ်ပြီးတော့နောက်ဆုံးနိုင်ဘူးကဟောပြီးတော့ပြန်ခိုင်းမလို့လားကျွန်တော်တို့ပြောချင်တာအဲ့ဒါစိတ်ကအဲ့လိုဖြစ်သွားတာချက်ချင်းဝိညာဉ်တော်စကားပြောတယ်မင်းနှိမ့်ချခြင်းတင်တယ်နှိမ့်ချခြင်းမတင်မင်းဘာဖို့လို့လဲငါမင်းကိုမချင်းမြောက်ဘူးဆိုမင်းဒီနေရာရောက်လာစရာလည်းမရှိဘူးလူတွေလည်းမင်းကြောင့်ပြောင်းလဲမှလည်းမဟုတ်မင်းကြောင့်ပြောင်းလဲအောင်ငါပဲလုပ်ပေးနေတာမင်းပြောတဲ့စကားမင်းတော့ခွန်အားမရဘူးမဟုတ်လားတခါတလေဟုတ်တယ်ကိုတော်လို့ကျွန်တော်တရားဟောချက်ကျွန်တော်ပြန်နှားထောင်လို့မရဘူးသိလားကျွန်တော်အတန်ကျွန်တော်ပြန်နှားထောင်ရင်ကျွန်တော်အပြင်အတန်နဲ့မတူသလိုပဲကျွန်တော်အတန်ကျွန်တော်နှားထောင်လို့ရတယ်အခုကโอเคနဲ့ဒါပေမဲ့အဲ့ဒီတရားဟောတဲ့အတန်ကကျွန်တော်အတန်မဟုတ်တယ်လို့ပဲခံစားရတယ်တခါလေအော်နေတာကြီးကကျွန်တော်နားထောင်တော့ဟာငါတကယ်ဒီလိုကြီးအော်တာလားသူများဘယ်လိုနားထောင်လဲမသိကျွန်တော်တော့နားထောင်လို့မရတဲ့အတန်စိတ်ညစ်စရာကြီးကျွန်တော်ဆိုဘယ်တော့ပြန်မကြည့်ဘူးရှက်လုံးလို့ကျွန်တော်ရုပ်ကိုဟိုတည်မလားအပေါ်တက်လိုက်အောက်ဆင်းလိုက်လှုပ်နေတခါတလေဘာတွေလှုပ်နေမှမသိဘူးတခါတလေလေကျွန်တော်လဲကျွန်တော်ပြန်ကြည့်တော့ကိုတော့အရန်ရှက်တဲ့အချိန်တွေအများကြီးရှိတယ်တခါလေအော်တဲ့တန်နားထောင်ကိုပါကလန့်နိုးတယ်ဘာတူလဲလို့ကြည့်တော့ကျွန်တော်အတိုင်းတော်အစင်မပြေတဲ့အတိုင်းဒါပေမဲ့အဲ့ဒါကိုလူတွေကနားထောင်ပြီးတော့လွတ်မြောက်နေတယ်ဆိုတာကဖယားလုပ်တာဆဲတဲ့တပွဲကလည်းဆဲလွတ်မြောက်တဲ့အဖွဲတွေကလည်းလွတ်မြောက်ဒီလိုရှိတာပေါ့ဒါပေမဲ့ထူးဆန်းတာပြောရမလားညီကိုမောင်မတော်အော်စရာကြီးဒီနှစ်ထဲမှာလေဆဲတဲ့တော်တော်များများပြောင်းလဲတာကျွန်တော်ကိုလေတစ္ဆာရှိစွာနဲ့ဆဲခဲ့တဲ့2016လောက်ကနေဆဲခဲ့တဲ့လူတွေကဒီကိုဗစ်နောက်ပိုင်းမှာရေးလဲတက်တည်တွေလာခံကြတာဩစတြေးလျမှာတပွဲအမေရိကမှာတပွဲအကြီးကျယ်အခုဒီရောက်ပြန်တော့လေဒီမှာဒီအမဆရာကိုဆဲခဲ့တာတဲ့အခုတော့ဟလာ तू ကအမွာညီကိုလှုပ်လိုက်ပြန်ပြီကျွန်တော်ဆိုတော့နော်ဆိုတော့ဘာဖြစ်အတော်များဒီလိုတွေပြောင်းလဲလာတာတွေ့တဲ့ခါမှာဘသူလှုပ်တာလဲတဲ့ဖယားပဲဆိုတော့ဖယားကျွန်တော်ဘာပြောလဲဆိုတဲ့ခါမှာမင်းကြောင့်ဖြစ်တာတခုမှမရှိဘူးမင်းဘာစိတ်ဆိုးချင်တာလဲမင်းကိုနိုင်ဝက်ပေးနိုင်ဝက်ဟောဖို့အဲ့နဲ့ sorry ပဲကိုတော့ကျွန်တော်နှလုံးမှားသွားတယ်ကိုတော့ရေ sorry ပဲကိုတော့မျက်လုံးလေးဖွင့်လိုက်တော့ဆရာတွန်အရှိမမျက်လုံးလေးကလေးနဲ့ sorry နော်ဆရာ sorry ဆရာအဲ့ကလေးနားမလဲလို့ဆရာကြိုက်တော့ဟောလို့ရတယ်ဟာမဟုတ်ဘူးဆရာတွန်အချိန်ကလည်းမရှိတော့ဘာဖြစ်မဟုတ်ဘူးဆရာတော့ဟောပါဆရာရဲ့တောင်းမှပါတယ်မတောင်းမှနဲ့ဆရာကျွန်တော်ဖះစကားပြောပြီးသွားပြီအဲ့နေ့ကကျွန်တော်နိုင်ယူကအတိဟောတယ်အတူဆုံးတရားဟောချက်အဲ့နေ့ကကျွန်တော်ဟောတာဒီနေ့ထိတော့မှတ်မိတယ်အဲ့နေ့ကိုဘယ်တော့မမေ့နိုင်တဲ့နေ့ဖြစ်တော့ကြောင့် rejoice in the Lord ဆိုတဲ့တရားဟောချက်ကျွန်တော်ဟောတာအဲ့ဒီ awakening နောက်ဆုံးညမှာနိုင်ဝဟောလဲဟောပြီးကျွန်တော်ခေါ်တာဝါလူတွေအကြီးကျယ်ထွက်လာပြီးတော့စက္ကကြတာဆိုတော့ဖယားကကျွန်တော်အဲ့နေ့နဲ့ဆောက်တော့ဘာတင်လဲတရားဟောကန်နေတရားဟောချက်မပြင်းနဲ့ငါသားတဲ့နှလုံးသားကိုပြင်းတဲ့ဟာလေလုယာဆိုတော့ဘာဖြစ်လို့လဲဆိုတော့နှလုံးဟာအသက်ရဲ့အခြေအမြစ်ဖြစ်သောကြောင့်တင်းနှလုံးကိုထူးဖြင့်စောင့်ရှောက်ဒီနေ့အောင်မြင်ခြင်းတဲ့အမှုတော်ဆောင်များကိုလှုပ်ဝက်ချက်တစ်ခုပြောမယ်အောင်မြင်ခြင်းရဲ့တရားဟောချက်ကောင်းမှုမစင်သားနဲ့နှလုံးကောင်းမှုစဉ်းစားပါလို့ဒါလေးကိုကျွန်တော်ပြောပြချင်ပါတယ်အောင်မြင်ခြင်းနဲ့နောင်လာနောင်သားလူငယ်လေးတွေတ
သားတွေသမီးတွေအားလုံးတကယ်အောင်မြင်ခြင်းရင်ကောင်းတဲ့တရားဟောချက်တွေပြင်ကြတာများတယ်ဒီခေတ်တော်တော်များများကောင်းတဲ့တရားဟောချက်အလှဆုံးတရားဟောချက်အမျိုးစုံနဲ့ဘလို့ဟောပလိုက်မယ်ဘယ်အချက်ဘလို့ယူပြီးတော့ဟောပလိုက်မလဲအဲ့ဒါအရေးမကြီးဘူးတရားနားထောင်လို့တော့ကောင်းတယ်လူမပြောင်းလဲဘူးအောင်မြင်ခြင်းဆိုတာကတရားဟောကောင်းတာကိုအောင်မြင်တယ်လို့မပြောဘူးလွှမ်းမိုးနိုင်တာကအောင်မြင်တာ influence အဲ့ဒီလွှမ်းမိုးသွားနိုင်တာလူငယ်တော်တော်များများအမှုတော်ဆောင်တော်တော်များများရဲ့လူငယ်ပါစတာတွေတော်တော်များများရဲ့လွှမ်းမိုးမှုကျွန်တော်ရဲ့လွှမ်းမိုးမှုအများကြီးရှိတယ်။ပါဆိုအမေရိကကျွန်တော်ရောက်သွားတဲ့အချိန်မှာလူငယ်တော်တော်များများအမှုတော်ဆောင်တွေရှေ့မှာရောက်လာပြီးတော့ပါဝင်ဆက်ကတာမြင်တော့ဘယ်တင်းတော်လာကြလဲမေးတဲ့ခါမှာသူတို့ဘာပြောဆိုဆရာမသိဘူးလားဆရာလွန်ခဲ့တဲ့10နှစ်ကဆရာလာတရားဟောတော့ပြောင်းလဲခဲ့တာလေတဲ့ဒါပေမဲ့ယေရှုတော်ကြောင့်ကျွန်တော်တို့ကသင်အုပ်ဆရာတွေဖြစ်နေကြပြီတဲ့ဝေါဒါကြောင့်ကျွန်တော်အခုအမေရိကဘက်မှာကျွန်တော်လှုပ်ရှားတယ်အများကြီးရှိလာတယ်စဉ်းစားကြည့်လွန်ခဲ့တဲ့10နှစ်ကျွန်တော်သွားဟောခဲ့တယ်ဒီတိုင်းပဲဟောပြီးတော့ကျွန်တော်ပြန်လာခဲ့တယ်ဒါပေမဲ့အဲ့ဒီမှာမျိုးစေ့ကြပြီးတော့အပင်ပေါက်ပြီးအသီးသီးတာတော့မှယိုဒနာသီးမဟုတ်တီကြည်တဲ့အသီးလို့ခေါ်တယ်အမှုတော်ဆောင်နေဖြစ်လာတယ်ဆိုတော့တီကြည်တဲ့အသီးဖြစ်လာတာဆိုတော့အဲ့ဒါတွေအားလုံးဘယ်သူလုံနာလဲဖယားပဲလုံတာဒါဆိုတော့ကျွန်တော်တရားဟောကောင်းလို့လားနှုံညီကိုမောင်မတော့တရားဟောကောင်းလို့သူတို့တွေဖြစ်သွားတာမဟုတ်ဘူးနှလုံးကိုဖယားသခင်ကပြင်တဲ့အချိန်မှာနှလုံးမှန်တာနဲ့မထညီကိုမောင်မတော့မှန်တော့နှုတ်ကပတ်တော်ထွက်အောင်ဝိညာဉ်တော်ကဥဆောင်တော်နှုတ်ကပတ်တော်ဖြစ်အောင်သူကလှုပ်သွားလို့ရတယ်ဘာလို့လဲဒီမနေ့လဲကျွန်တော် focus မှာပြောခဲ့တယ်နှလုံးမှန်ရင်ပြောသောစကားကမှန်သွားတယ်နှလုံးမမှန်ရင်ပြောတဲ့စကားဘယ်တော့မှမမှန်ဘူးဘာလို့ကိုပြောချင်တဲ့စကားကလူကိုမပြောင်းလဲစေဘူးဖယားပြောခိုင်းတဲ့စကားကိုပြောခိုင်းတဲ့အချိန်မှာပြောခိုင်းတဲ့လူကိုပြောမှပြောင်းလဲသွားတာဖြစ်တယ်လူတွေတော်တော်များထင်တတ်တာကစစ်မှန်သောပြောင်းလဲခြင်းစစ်မှန်တဲ့sorry လူတွေတော်တော်များထင်တာကကြီးမားသောနမိတ်လက္ခဏာဆိုသေသောသူပြန်ရှင်တာတို့နားပင်းတဲ့သူတွေပြန်ကြားသွားတာတို့မျက်စိကန်းတဲ့သူတွေမြင်တာတို့ကိုကျွန်တော်တို့ကနမိတ်လက္ခဏာတို့ထင်တယ် no ကဘာမှာအကြီးမားဆုံးနမိတ်လက္ခဏာလူရဲ့အတ္တတာပြောင်းလဲခြင်းဖြစ်တယ် hallelujah နမိတ်လက္ခဏာတွေဖြစ်တဲ့သိကောင်းပါတယ်နှုံညီကိုမောင်တို့နမိတ်လက္ခဏာဖြစ်တာအဓိကမဟုတ်ဘူးလူတွေပြောင်းလဲဖို့အဓိကဖြစ်တယ်ယေရှုကသူသွားတဲ့နေရာတိုင်းမှာနမိတ်လက္ခဏာတွေဖြစ်စေပါတယ်နမိတ်လက္ခဏာတွေဖြစ်စေပါတယ်နမိတ်လက္ခဏာတွေလုပ်ပါတယ်ဒါပေမဲ့ပြန်လာတဲ့အချိန်မှာသူ secret meeting ဆိုတာရှိတယ်သူရဲ့12ယောက်ကိုသူရဲ့တပည့်12ယောက်ခေါ်ပြီးတော့မှဘာလုပ်တာလဲဆို discipleship ကိုရှေ့လက်သင်တာလှုပ်ဝတ်တဲ့စကားနဲ့ရေးလက်သင်တာနမိတ်လက္ခဏာလုပ်ဖို့သင်ပေးတာမဟုတ်ဘူးသူတို့အားဖြင့်လူပေါင်းမြောက်များစွာပြောင်းလဲဖို့နမိတ်လက္ခဏာဘယ်တော့မှယင်လာတာမဟုတ်ဘူးပြောင်းလဲခြင်းကယင်လာတာဟာလေလုယာနမိတ်လက္ခဏာဆိုတာညီကိုမောင်မတော်မှတ်ထားသင်လုံးလို့မရဘူးနမိတ်လက္ခဏာဆိုတာစစ်မှန်တဲ့ဖျားစကားကိုပြောတိုင်းမှာနမိတ်လက္ခဏာဖြစ်နေတာနမိတ်လက္ခဏာတီးတန့်လှုပ်ရှားဘာအကြောင်းမှမရှိဘူးနမိတ်လက္ခဏာဆိုဘယ်မှာဖြစ်တာလဲဖယားစကားမှန်ရင်ဖယားစကားမှန်ရင်နမိတ်လက္ခဏာသူ့အလိုလိုဖြစ်နေတာဒါကြောင့်ကျွန်တော်ညီကိုမောင်မတဲ့အားလုံးပြောပြချင်တယ်နမိတ်လက္ခဏာဆိုတာကယုံကြည်သူတွေအတွက်မဟုတ်ဘူးနားထောင်ပြီးပါယေရှုပြု၍နမိတ်လက္ခဏာဆိုတာယုံကြည်သူတွေအတွက်မဟုတ်ဘူးဒါမဲ့တော်တော်များများယုံကြည်သူတွေက miracle crusade တွေသွားချင်တယ်ဝုန်းနဲ့ဒိုင်းနဲ့နမိတ်လက္ခဏာတွေဖြစ်ပြီးတော့မှဘယ်လိုခေါ်မလဲ miracles ကိုမြင်ချင်ကြတယ်အဲ့ဒါကကလေးသူငယ်တွေအဆင့်မရှိတဲ့ယုံကြည်သူတွေနောညီကိုမောင်မတော်နမိတ်လက္ခဏာဆိုတာကနှုတ်ကပတ်တော်ကိုမသိတဲ့မယုံကြည်သူတွေအတွက်နမိတ်လက္ခဏာဆိုတာလိုတာ
Hello နမိတ်လက္ခဏာဆိုတာကယုံကြည်သူတွေအတွက်မဟုတ်ဘူးယုံကြည်သူဆိုတာကသင်အားဖြင့်နမိတ်လက္ခဏာဖြစ်စေတာဟာ Hello ကျွန်တော်အခုဒီခရိယာဖြစ်တာကြားပြီနမိတ်လက္ခဏာဟောလုံးနေတယ်ဒါဆိုရင်တင်တော့ရေလိုက်တောင်းတဲ့အဆင့်ပဲရှိတယ်ဖခင်ကတင့်ကိုရေလိုက်တောင်းတဲ့အဆင့်မဖြစ်စေချင်ဘူးတင့်ကိုစိုင်းရည်တွင်းဖြစ်စေချင်တယ်ဖခင်ကြီး Hallelujah ဒီနေ့ကျွန်တော်ရေလိုအပ်တယ်ဆိုတော့ရေရှိတဲ့နေရာရှောက်ချပြီးတော့ရေတောက်တဲ့အဖွဲ့တွေဖြစ်နေ No တင့်ကိုဖခင်ကငါပေးသောရေသည်ထိုသူ၌ထာဝရအသက်ရှင်ခြင်းအလို့ငါထွက်သောစိုင်းရည်ဖြစ်လိမ့်မည်လို့ပြောတဲ့အခါမှာတင့်ကိုဖခင်ကရေပေးချင်တာမဟုတ်တင့်ကိုစိုင်းရည်တွင်ဖြစ်စေချင်တဲ့ဖခင်ကြီးယုံကြည်သူဆိုတာကစိုင်းရည်တွင်ဖြစ်စေချင်တာဒီနေ့ကျွန်တော်ဘာဖြစ်နေလဲကိုတော့ရေပေးပါရေပေးလိုက်တဲ့နေရာကိုရှောက်ရှာတယ်နမိတ်လက္ခဏာဖြစ်တဲ့နေရာရေပေးနိုင်တဲ့နေရာလိုက်ရှာပြီးတော့အဲ့ဒီဆရာဖေကတုံးတယ်အဲ့ဒီဆရာဖေကတုံးတယ်အဲ့ဒီဆရာဖေကတုံးတယ်သူ့လည်းမတုံးနိုင်ဘူးလားတခုတော့ရှိတယ်ညီကိုမောင်မတော်ကျွန်တော်ဒီ generation မှာပြင်ရအောင်သူ့ကိုဖျားတုံးနေဝမ်းမြောက်ပေးပါโอเคသူ့ဖျားတုံးတဲ့ပုံမှာဝမ်းမြောက်ပေးပါတစ်ချိန်တည်းမှာပဲသူ့ကိုတုံးတယ်လို့ငါ့ကိုလည်းတုံးပေးမယ်ဆိုတာကိုသိပြီးတော့မှယုံကြည်ခြင်းနဲ့ဆက်ပြီးတော့သက်ရှင်ပါသူ့ကိုချီးမြှောက်တယ်လို့ငါ့ကိုလည်းချီးမြှောက်နေတဲ့ဖျားရှင်ဖြစ်တယ်ဘယ်တော့မှမနာလို့တဲ့စိတ်မရှိနဲ့ဘာဖြစ်လို့လဲဖျားသခင်လူတိုင်းကိုအညီမျှအကုန်ပေးထားပြီးသားတယောက်မှပို့ပြီးတော့ရတယ်ဆိုတာတခုမှမရှိဘူးအညီမျှဖျားပေးထားပြီးသားသူ့ကိုချီးမြှောက်ရင်တင့်ကိုလည်းချီးမြှောက်ဖို့ဖျားပြင်ဆင်ထားပြီးသားဟာလေလုယာအဲ့ဒါကိုမသိဘဲနဲ့တင်းသူများချီးမြှောက်တော့ကြည့်ပြီးတော့မှဒီကောင်ခဏမှဒီကောင်ပြန်ကြမဲ့ကောင်ပါလို့ဘယ်တော့မှပြောနေအဲ့ဒါစိတ်လုံးမကောင်းစားတဲ့အတွက်ကြောင့်အရာရာမှာဘယ်တော့မှမကောင်းစားဘူးဒါကြောင့်စိတ်နှလုံးကိုလုံးဝထိခိုက်မခံနဲ့အင်္ဂလိပ်လိုဆိုရင် guard your heart တဲ့နေ့ရက်စဉ်တိုင်းမှာအခြေအနေမျိုးစုံနဲ့တင်းတို့ကြီးပြင်းလာတဲ့အတိုင်းဝိုင်းကအတင်းတုပ်တဲ့အတိုင်းဝိုင်းဆိုရင်တင်းကအလိုလိုနေနဲ့အတင်းတုပ်တတ်ဖို့ဟာ99.9% ကချင်းတည်သွားပြီ That's why you have to guard your heart တင်းရဲ့နှလုံးကိုတင်မဆောင်ရှောက်ဘူးဆိုရင်တင်းဟာဘေးနာကလူတွေရဲ့အတွေးခေါ်တိုင်းကျွန်တော်တို့ကရင်လူမျိုးထဲမှာတော့တော်တော်ရှာရှာပါပါဆရာကြီးတယောက်ရှိခဲ့ဘူးပါတယ်ခင်ဗျာကရင်ဆရာကြီးထဲမှာဒီလိုဆရာကြီးတွေလည်းမြန်မာပြည်မှာမရှိတော့ပါဘူးခင်ဗျာစိတ်မကောင်းစရာအဘိုးမူလဲလို့ခေါ်ပါတယ်နှစ်ချင်းသာသနာမှာနှစ်ချင်းမှာလည်းအဲ့လိုဆရာတွေကမရှိတလောက်ရှားသွားပါပြီအဘိုးမူလဲဆိုတာဆရာကြီးသူကရိုးရိုးလေးပဲတရားဟောပေမဲ့အရာကောင်းတယ်ကျွန်တော်တို့လိုမူးတဲ့ကောင်တော်မှသူတရားဟောရင်နားထောင်ခြင်းတယ်မူးနဲ့တန်းလာရအောင်သွားတာအဘိုးမူးလည်းတရားဟောမယ်ဆိုကျွန်တော်ရအောင်သွား၄ယောက်၅ယောက်ဖြစ်နေဘိုးမူးလည်းတစ်ခါလေးမှာဒါပေမဲ့ကျွန်တော်သွားတယ်ဘာဖြစ်လို့လဲဆိုတော့ညီကောင်မောင်မတို့ဘယ်သိရှိတဲ့လူကတော့နားထောင်ခြင်းတယ်ဗျာအမှုသမားလည်းနားထောင်ခြင်းတယ်အကုန်နားထောင်ခြင်းတယ်ဗျာမျိုးရောက်အောင်သွားတစ်သက်လုံးမမေ့နိုင်တဲ့တရားသူဟောတာနင်တို့ကိုတဲ့ဖခင်လောကမှာထားတာလောကသားတွေကိုလိုက်ပြီးတော့မှအတုခိုးဖို့မဟုတ်ဘူးတဲ့အဲ့တော့သူကပုံပမာလေးနဲ့ပြောသွားတာနားထဲဝင်သွားတာနှလုံးသားထဲမှာဆွဲသွားတာတနေ့တဲ့သူကအတောင်ကျိုးနေတဲ့ငှက်ကလေးကိုတွေ့လို့တဲ့လမ်းမှာကောက်ပြီးတော့တဲ့သူယူလာတယ်တဲ့သူ့အိမ်မှာလဲသူကကြက်တူရွေးလေးမွေးထားတယ်ကြက်တူရွေးလေးကိုသူက
ngayau tili cuy udah tua lu zakat tempe. Edi catu yulia lare tu dah. Menglaba Nicola no sada. Tua lu zakat tete ngakli nama. Edi ngakli tua juda udah tua. Thare. Tu ye miolin cinga. Di atau jodoh ngaklia, di luzaga piore ngakli nama ni, tu le luzaga tatwa me, miolin cing cizwan, atau liu de caca tu sekuta pebro, tu doli kau ware kama ngakliu, tua jatuh yunya tu thare. Jatuh yu ada lare tu dah tu tu. Menglaba Nicola tu no set. Hoda kau ada pici. Sorot tua ding pici liu tua. Menglaba Nicola. Piat tua bu ayam miolim na tua. Edi menglaba Nicola sudah ngakli nama thab tu eungli kisi pian tua. Tertelah lau jaro, tu pian lara, tu yin kong ne, ngah pian yau yin do, nak kau luar ngau minglawa ni kong la juzu jame sudah yin kong zuan ne pian lara. Dia win nak kau luar pici ne, nak kau luar order. Tu ye miolin cinga. Di lu zakat piore ngakli siane pici liya tembasi su thakera eri lu zakat piore ngakli ya pici siane pici pian tin yu pi do nakang long wa pici phit twa de de diနေ့ထိကျွန်တော်မမေ့နိုင်ဘူးကျွန်တော်တို့ live မှာလဲတခါလေမှာဘုရားကလောကရဲ့အလင်းအဖြစ်နဲ့ကျွန်တော်တို့ထားပြီးမယ်ကျွန်တော်တို့အမောင်ထဲပဲပြန်တိုးဝင်ပြီးတော့ပိကြီးလှုပ်ချင်ကြတယ်ပိကြီးခရိယန်တွေဖြစ်နေကြတယ်No, coro ko payah tekinga lo kama tu miade lo dagoshin ni shau budo no malo yongji tu nai phi ando namai lakhana humuga so budo lara li Hello Maku khanji sa chao alo chi yaw moi chano pyo de David la shau pyo de so phit ne ma chan sa ne twa ja ya aw Ya si chin lo ba ni ko maung ma roကျွန်တော်ကတော့အယမ်းမျော်လင့်တာတော့ကျွန်တော်ထပ်တာတဲ့ကျွန်တော်ထပ်တာ၍ဖခင်အသုံးပြုတဲ့လူငယ်တွေမြောက်များစွာပေါ်ထွက်လာဖို့မျော်လင့်ပြီးတော့ကျွန်တော်ကြောင်းဖွင့်တာဖြစ်တယ်ကိုတာ၍အောင်ပြရမယ်တာ၍တိုးတက်မယ်တာ၍ဖခင်ဘုန်းတော်ထင်ရှားမယ်မာကုခန်းကြီး16အငယ်19ကိုကြည့်အောင်sorry အငယ်16ကိုသွားမယ် sorry 16ငယ်16 16နဲ့စာကြည့်အောင်ယုံကြည်ပဋိစ္စခံသောသူသည်ကဲတင်တော်မူခြင်းတို့ဆိုကျွန်တော်လည်းအများနဲ့ပြောနေကြစကားရှိတယ်လမ်းကြုံလုံးထပ်ပြောလိုက်မယ်ဗတ္တိဇံခံခြင်းအရင်လာတာလားယုံကြည်ခြင်းအရင်လာတာလားဒါမှမထားညီကိုမောင်မတို့အရင်ဆုံးကောင်းသဘောပေါက်မှာဒီနေ့ဗတ္တိဇံဆရာတွေကလည်းအများများတယ်ခင်ဗျာဗတ္တိဇံဆရာယောဟန်တော်မဟုတ်တော့ဘူးဗတ္တိဇံဆရာတွေကလည်းရေးလဲဗတ္တိဇံမတွေ့နဲ့ဗတ္တိဇံမပေးချင်နဲ့ no ယုံကြည်ခြင်းကိုရှင်းအောင်ရင်သင်ပေးသင်ဘသူယုံတာလဲဘာကြောင့်သင်ယုံတာလဲကောင်းယုံကြည်ပြီးတော့မှယေရှုကငါ့အတွက်ဘသူဖြစ်တယ်ဆိုတာရှင်းလင်းသဘောပေါက်ပြီးတော့မှယေရှုကိုယုံကြည်လက်ခံပြီးဗတ္တိဇံခံတော်သူပါတယ်ရှင်းနေတာပဲကဲတင်ခြင်းโอเคမယုံကြည်သောသူမှာပြည့်စင်ခြင်းခံကြလက်တန်ဆက်သွားမယ်ဆက်ခုနဲ့ယုံကြည်သောသူတို့၌ပါရှိလဲအမြဲတမ်းတတ်တော်ဖြစ်အံ့တော်ဆိုတာဖြစ်တတ်တဲ့နမိတ်လက္ခဏာတွေဆိုတာရှိတယ်တဲ့သင်ကနမိတ်လက္ခဏာလိုတဲ့သူလားသင်အပြင်နမိတ်လက္ခဏာဖြစ်ရမှာလား Hello မလုံးနဲ့လေ
thing api namay lakana piko piam. Pi andosora piko pilameya. Yong chi tu mayen namay lakana shiu shide. Amen. Hallelujah. That's why you think amudo song Messiah mala. Amudo song do night. Pi ando namay lakana humugalo piola. No, yong chi tu mayen namay lakana shigo shide. Hallelujah. That's what you know. Knowledge is in any go monmaro. Dilo yong chi tu re amyaji lo anireku. Jesuh ko tege yauji de duri mayen namay lakana shigo shide. Amudo song de ben naso ni thong nai na mo yauji tu mayen ning ko ni thong nai ne. Naso lai chok de phwe ya shi de. Naso la bi won la phye Taka. No sia Santoro din norma. Jono pwede yawa. Sia Santoro pia jong ma jono jotia hola chima. Kachima de. Di lo bao mo ma lan shot. Di sin ye bao mo. Lan shot. Ho ba shot di ba pia shot. Da ro mo ho do wu. So lo ama le cho lu de le ama ji je phin no jon le la su tong no mong tho. Ai da gon chan ne. Ama aso ro je mi ya pa. Asuro Jamie na kato Jamie. Jamie ya tu pesi ane o tatara shi de ho akidola. Jamie jo chiu do. Tu ana Jamie alu shong. Ai mai ma phyat twa pyan la. Ane choro no like su tong pe de kin sia tyaw shi de. Chon tu do amye dan pyo de. Nat so ko maung thok yin tet ji myat long ko. Myat long sit ji. Tu do a ko ti de. Chok ne twa ma long ne. Ai da ai di sia ko le chon no pyo tha pi ta. Ai da ai di sia ai naso tu shi la de naso kaw mo tim lo myet long mai bro ma law ba ne lo pyo da Yesu na ma ne thwa lo ni ko pyo ne Yesu na ho a le gwa tet tet ko kan thlai da ai di ksin maကျွန်တော်တွေးလိုက်တဲ့အချိန်မှာနောက်ကျသွားပြီအဲ့ဆရာအိုးဆိုတိုင်သွားပြီဟာAne chachi me chino pita dobro. Eri miote mi Yesu na mane thwa so bro chino. Chino ma phya kyan tro di pita vida ba chong. Kaw mo lat tim bro tchat be chwe da bong so pyot cha bro thwat twa. Nat so thok de kha ma khmya authority ne thok wa da. Ko bu tu phit chin ko ti bro thok wa da. Thwat twa bro. Thwat no lo ni ko pyo na ma cha bu la. Thwat no a lo long lo ma ya bu. Hogan le pye chaw de. Pyo ni de le pyo ni. Tu a law pyan sout de. Nat so a ma sout bu. Tu a sout twa. A yai kha da ne daw ne thi da. Ko yong ji de tu de ma ko ye ya pain khwin ko kaung kaung ti ya de. Nat ngai na ma ko mi pyu ye nat so lo nin thou. တခုတော့ရှိတယ်ညီကိုမောင်မတို့နာမတော်၌ပြောတဲ့အခါမှာနာမတော်ဆွဲကင်တဲ့လူကအဲ့ဒီနာမတော်အရှင်နဲ့အဆက်ရှိထားတာယေရှုနာမနဲ့ယေရှုနာရှောင်းပြောနေယေရှုရှိမှယေရှုနာမယေရှုရှိမှယေရှုနာမကိုသုံးရင်တကယ်တကူကဝုန်းဝုန်းနဲ့ထွက်တာတင်းနဲ့မှယေရှုရှိလားရှိတယ်လို့မရှိတယ်လို့ဆိုရင်တော့နတ်ဆိုးကပါရိုက်မယ်တကယ်ရိုက်တာကျွန်တော်နောက်တယ်မထင်နဲ့မထီမဲ့မြင်နေပါလေလှုပ်လာတာပြီးတော့မှနတ်ဆိုးသွားတော့ဒီလိုသွားလှုပ်လို့မရဘူးအကျ
ကြီးကျယ်တော်တင်နဲ့စော်ပြကျွန်တော်နတ်ဆိုးနေထုတ်တဲ့ခါမှာထိုနာမတော်အမိပြုတဲ့သူဟုတ်တယ်နာမတော်အမိပြုနတ်ဆိုးနေထုတ်ပြောပဲဒါပေမဲ့နာမတော်ကိုသုံးပြုတဲ့နာမတော်ဆွဲကင်ပြီးတော့ပြောတဲ့သူရဲ့အထဲမှာယေရှုနာမကိုသုံးရင်ယေရှုရှိရမယ်ဟယ်လိုဆိုတော့နမိတ်လက္ခဏာဆိုရှိဆိုကျွန်တော်ညီကောင်နားလည်စေချင်တာကယုံကြည်သူကနမိတ်လက္ခဏာထိုင်ဆောင်နေတယ်ဆိုရင်ဒါ तू မသိလို့ဟယ်လိုဆရာရဲ့အိမ်မှာတကောင်တောင်းကြနေလို့ဆရာလာဆူတောင်းပေးပါအောင်ဒါဆိုနင်ကဘာတူလဲဥစ္စာလို့ဖြစ်နေဦးမယ်ကျန်းစာတင်တန်းနေပြန်လာတဲ့ညီကိုတယောက်ရှိတယ်သူ့နာမည်ထွန်းနိုင်တဲ့ကျန်းစာတင်တော့ကျန်းစာတင်တန်းနေပြန်လာပြီးရတယ်သူတို့ကတိတ်တက်ပြီးထင်သွားတဲ့အဖွဲ့တွေရှိတယ်6 လတင်တန်းတက်ပြီးတော့ပြန်လာပြီးတော့သူကတွေးတဲ့သူတိုင်းနှဆိုးဝင်နေတာဟာတွေးတဲ့သူတိုင်းနှဆိုးနေထုတ်ချင်တာအလားတဲ့တစ်ဖွဲ့ဆိုတော့သူ့အိမ်ကသူ့အမကိုသူကသွားပြီးတော့နင့်ထဲမှာဘယ်အကောင့်လဲပြောစားသူ့အမကိုသူကကြည့်ပြီးတော့နင့်ထိုင်နင့်ထဲမှာဘယ်အကောင့်လဲပြောစားနာမည်ဘာလို့လဲသူ့အမကြည့်ပြီးတော့ငါထဲအကောင့်နင်သိချင်လားပြောနေတယ်ပြောလေထွန်းနိုင်ငါဘာလို့နေ့ထဲမှာရှိရမှာလဲတဲ့နေမဲ့ငါ့ကိုဒုက္ခလာပေးနာလေတဲ့ဘယ်သူမှမဖဲဘူးတဲ့အဲ့ကြောင့်အဲ့ထွန်းနိုင်ဆိုတဲ့ကျန်းစာကြောင့်ဆင်းမပြန်လာတဲ့အဲ့ထွန်းနိုင်ဟာသူ့အမောက်တော့တော့နေ့ထဲမှာဘာကောင်းလဲဟောပြောလိုက်တယ်ထွန်းနိုင်ဒီလိုမျိုးခရိယန်တွေကလည်းအများကြီး6 လတင်တန်းဆင်းလာပြီးတော့ထမင်းပကံတော်မစေးချင်တော့တဲ့ခရိယာရှိတယ်အိမ်ပြန်ရောက်တအိမ်လုံးကပဲသူ့ဝိုင်းတော့ပင့်ထားမလို့အိယာပဲခင်းပြီးတော့မှထမင်းလေးဆွေးပြီးတော့မှပေါက်ကရခရိယာနေနော်ညီကောင်မောင်မတော်ယုံကြည်သူရဲ့ရပိုင်ခွင့်နေအများကြီးရှိတယ်နော်ယုံကြည်သူမှာရပိုင်ခွင့်ကနည်းနည်းနောမဟုတ်ဘူးရှိတာအများကြီးဒါပေမဲ့မသိတဲ့အခါမှာဘာဖြစ်လဲဒီနေ့ညံနှုံသောကြောင့်အပြောခက်လာ၏တဲ့ဒီနေ့ဘာလို့နေလဲကျွန်တော်တို့ကဆရာတွေအများကြီးနောက်ကိုလိုက်တဲ့အဖွဲ့တွေကရှိသေးတယ်နောင်ညီကောင်မောင်နှမတို့ယုံကြည်သူတိုင်းမှာဖယားကအခွင့်အာဏာပေးထားပြီးသားဒါဆိုတင်တို့ကပြောလိုက်မယ်လေမဟုတ်ဘူးလေဆရာရဲ့သူတို့ကယုံကြည်ခြင်းအားကြီးတာကိုဒါဆိုကြည်ယောမစနေဒါကျမ်းစာနဲ့ပဲပြောတော့မယ်မပြောတော့ဘူးဒီတိုင်းကျမ်းစာနဲ့ပြောမယ်ယောမစနေအငယ်3ယောမစနေအငယ်3အားလုံးကြည့်တင်တို့ဒီကိုထင်သင့်ဒီအတိုင်းထလွန်၍တချို့ကြတော့သူတို့မှအမှန်အားလုံးကနှဆိုးတွေဝင်နေတာကိုထင်သင့်တဲ့အတိုင်းထက်လွန်၍ပါလဲမထင်ပဲတဲ့ဖယားသခင်ဒီတဲ့ယေရှုကိုယုံကြည်သောလူအသီးသီးတို့အားနော်ယေရှုကိုဆိုတာဘာလို့ထည့်လဲဆိုတော့လူအသီးသီးလို့ပြောလိုက်တာသနာပလူတွေပါသွားမှာဆိုလို့ဖယားမယုံတဲ့သူတွေပြောတာမဟုတ်ဘူးအဲ့ဒီကျမ်းပိုက်ကိုကြည့်ရတယ်သူ့ရဲ့ frame ကိုကြည့်ရတယ် misinterpretation ကအသင်းတော်ကိုအရန်ဒုက္ခပေးတယ်misinterpretation ဆိုတာမှားယွင်းစွာအတိတ်ပဲဖွင့်ဆိုမှုကြောင့်လွဲသွားတဲ့သူတွေအများကြီးဆင်းရဲသွားတဲ့သူတွေအများကြီးစံစာတွေမှာမရှိဘူးလားညီကောင်မောင်မတို့ငွေရတတ်တော်သူအားတဲ့ကောင်းကင်နိုင်ငံဝင်ခဲတယ်တဲ့ဒါနဲ့ခရိယန်တွေကဆင်းရမယ်ဆင်းရဲမှအလိုတော်နဲ့ညီတော့ in the name of Jesus ဖြစ်ကုန်လုံးကအဲ့မှာဘာသူကဥပမာလေးပါပြောလိုက်သေးတယ်တထေးကြီးနဲ့လာစလို့ပြီးသွားကောတတောင်းစားတည်တဲ့အခါမှာကောင်းကင်နိုင်ငံထိန်ဒိန်းနဲ့ရောက်တော့တထေးကြီးတည်လဲတည်ရောဟောငရဲမှာရောက်သွားအဲ့မှာလစ်ကောမှာဆ
ဆိုဘသူမှမချမ်းသာရတော့ချမ်းသာရမှားနေပြီမရှိတော့လားဒါမဲ့အဲ့ဒီမှာပြောတဲ့စကားလေးရှိတယ်လာဇရုရဲ့တဲ့နော်ရေတစ်စက်လောက်ချပေးပါတဲ့ချလို့မရဘူးတဲ့ဒါဆိုရင်လေတဲ့ငါလိုမခံစားဘူးတဲ့ငါညီကိုတွေကိုသွားပြောပေးပါလားတဲ့လာပြီစင်ရဲ့ချမ်းသာနဲ့မဆိုင်ဘူးဘာပြောခိုင်းတာလဲဧဝံဂေလိဒါဆိုသူဒီမှာရောက်ခဲ့တာဘာကြောင့်လဲဧဝံဂေလိတရားကိုသူမယုံခဲ့လို့တေချာဖတ်ကြည့်အဲ့ကျမ်းစာဒါဆိုရင်နဲ့ဟလာဒီမှာ conversation ပြောနေချိန်မှာလာစုတော့ပို့လို့မရတော့ဘူးတဲ့ကြောက်ကြီးကချားသွားပြီတဲ့ဘာပြောလဲလောကမှာရှိတဲ့ prophet တွေကပြောပါလိမ့်မယ်တဲ့သူတို့စကားကိုနားထောင်ပါစေတဲ့ prophet ဆိုတာဘာလဲဖခင်စကားကိုတည်ဆောင်တဲ့သူတွေ hello yeah ဆိုတော့အဲ့ဒီအချုပ်ကိုပြန်ကြည့်လိုက်ရင်ချမ်းသာဆင်းရဲနဲ့မဆိုင်ဘူးလေငရဲရောက်သွားတာကစကားနားမထောင်လို့လေဖခင်စကားကိုနားမထောင်တာမဟုတ်ဖခင်စကားကိုမယုံလို့လေဟမ်ဆိုတော့ဘာဆိုင်လို့လဲချမ်းသာဆင်းရဲနဲ့ဘာမဆိုင်ဘူးတေရှာနှုတ်ကပတ်တော်ဝိညာဉ်တော်ရဲ့လမ်းပြမှုနဲ့ဖတ်ရမယ် the love of money is root of all evil ဆိုပြောတယ်ဆိုတော့ the love of money ငွေရှိတာပြဿနာမဟုတ်ဘူးငွေကိုချစ်သွားတာပြဿနာကျွန်တော်ဖခင်ငွေပေးတယ်လေကျွန်တော်ဖခင်တသိန်းပေးတယ်အဲ့တသိန်းကနေကျွန်တော်ကဖခင်နိုင်ငံတော်အတွက်ဖြစ်တယ်ဆိုသိသွားတယ်ခမဖခင်တသားပေးဖို့ဝင်မလေးတော့ဘူးလေဒါပဲလေညီကောင်မောင်မတော်ဖခင်ပေးတဲ့အရာကျွန်တော်အများနဲ့ခံယူထားပြီးသားကျွန်တော်ပတ်စံဆိုတာမရှိဘူးဗျကျွန်တော်တို့မပိုင်နေဆိုတာတခုမှမရှိဘူးအရာခတ်သိန်းကကိုတော့အထဲကကိုတော့အားဖြင့်ကိုတော့အဖို့ဒါသင်ပိုင်နေဆိုတာတခုမှမခံယူထားနဲ့သင်သားသမီးလည်းသင်မပိုင်ဘူးအချိန်တိုင်းယောက်ျားတွေယူပြီးလစ်သွားမှာဟမ်မိန်းမတွေယူပြီးလစ်သွားမဲ့ဖွဲ့တယ်ငါပိုင်တယ်ငါသားလေးမလုံးနဲ့နောက်ခဏနေသူလစ်သွားတော့မှာငါသားလေးဟိုမှာလစ်သွားပြီငါသမီးလေးလစ်သွားပြီနောညီကောင်မဖျားပေးတယ်ဖျားလက်ထဲသင်လုံးရမယ့်အလုပ်ကဖျားနဲ့မိတ်ဆက်ပေးသူတို့မလစ်သွားခင်ဟယ်လိုသမင်းကျွေးရုံနဲ့ခမရလေဟို iPhone လေးဝယ်ပေးရုံနဲ့ကိုသိဟုတ်လိုက်မထင်နဲ့အဖေမေတွေ No သူတို့ဖခင်နဲ့မိတ်ဆက်ပေးဖို့တင်းရဲ့ first priority ဖြစ်ရမယ်တင်းရဲ့ဦးစားပေးခြင်းကဖခင်နဲ့တင်းမိတ်ကိုမိတ်ဆက်ပေးရမယ်မိတ်ဆက်ပေးဖို့တင်းရောဖခင်နဲ့အဆက်ရှိရလားဆိုတော့ပြန်စဉ်းစားဖို့ကြောင်းလဲပြန်ဖခင်ကြောင့်ပဲဆွမပုတ်နဲ့မှတ်ထားညီကောင်မောင်မတို့ဖခင်ကြောင့်ပို့တာကောင်းတယ်ဒါပေမဲ့ဖခင်ကြောင့်မှတပတ်မှတရက်ပဲတရက်တောင်မှနိုင်ပိုင်းအချိန်တိုင်းကတင်နေနေတာတင်ရအရေးကြီးတာအာမင်တောက်ချောညီကိုမောင်မတော်နှုတ်ကပတ်တော်ကိုရှင်းလင်းစွာတင်ကြားပေးတဲ့ဖခင်မိခင်တွေဖြစ်ရမယ်ဂျူးလူမျိုးတွေမှာကသူတို့ရဲ့ဝိညာဉ်ရေးရာမှာအဓိကတာဝန်ယူရတာဖခင်သူတို့ဘာသာရာဘိုင်ဆိုတာရှိတယ်ရာဘိုင်ရှိတာပဲဒါပေမဲ့ရာဘိုင်ကပြန်ပြီးတော့တတ်မှတ်ထားတယ်မင်းတို့သားသမီးတွေဆိုရင်မင်းတို့သားသမီးတွေဖျားနဲ့မမှန်ရင်အဲ့ဒါမင်းအဖေသုံးမကြလို့အဲ့ဒါအဖေတွေကလုံးဝမခံနိုင်ဘူးအဖေဆိုရင်တခုဒါကြောင့်သိကောင်းလာရှိတယ်အာဗြဟံကချမ်းသာကြွယ်ဝခဲ့တာမှန်ပေမဲ့ဥစ္စာပစ္စည်းဘယ်ထားခဲ့တာမဟုတ်ဘူးသူကယုံကြည်ခြင်းအမွေထားခဲ့တာမှတ်ထားညီကိုမောင်မတို့တင်နောင်တမရချင်ရင်ကိုးကွယ်တဲ့မျိုးရိုးလုံးဝအဆက်မပြတ်သွားစေနဲ့ခရိယန်မျိုးရိုးအဆက်ပြတ်တာမပြတ်တာကျွန်တော်စိတ်ဝင်စားဘူးကိုးကွယ်တဲ့မျိုးရိုးတာမပြတ်စေနဲ့အကြောင်းကျွန်တော်ဆရာမုံထောင်စီမှာတွားပြီးတော့တရားဟောတဲ့အခါမှာဘယ်လာလဲဩဂတ်စ်လတော့ပြီးခဲ့တဲ့ဩဂတ်စ်လတော့တွားပြီးတော့တရားဟောတဲ့အချိန်တုန်းကကျွန်တော်တရားမဟုတ်ခင်ဆရာမုံထောင်ကစင်မော်တက်ပြီးတော့မှနှုတ်ကပတ်တော်တေချာနားထောင်ကြနော်တဲ့ဆရာဒေးဗစ်လာမကြခင်တရားဟောတော့မယ်ဝိညာဉ်တော်ကကြီးမားစွာအလုံးလုံးတော့မယ် ready ပြင်ဆင်ထားတဲ့သူတခုပြောတယ်ကျွန်တော်သားသမီးတွေကိုကျွန်တော်ပြောတဲ့စကားတဲ့ကျွန်တော်အတင်းတော်ကိုလည်းပြောချင်ပါတယ်တဲ့တနေ့မှာအဖေတည်သွားလို့ဒီအသင်းတော်မှာ
Winning Malo shadow busoyin. Nga pay tea town kede ateno so the chain make money jane. Winning low shadow near my young Tuah. Nga ape ti sao kelo nga ame ti sao kelo nga pho ti sao kelo ဆိုတော့ဝိညာဉ်တော်မလှုပ်ရှားပဲနဲ့ရိုးရာကြောင့်မနေကြနဲ့တဲ့လုံးဝသူလက်မခံဘူးတဲ့သူဘာတင်ပေးတာလဲဝိညာဉ်တော်နဲ့သွားတတ်တဲ့မျိုးရိုးဒီနေ့ကျွန်တော်တို့ကငါတို့ရဲ့တင်တော်ငါတို့ရဲ့အဖိုးငါတို့ရဲ့အဖွာငါတို့ဦးလေးခုံနေဝယ်ပေးခဲ့တာဒီခုံမှာသေတဲ့အထိထိုင်ရှင်တယ် No ညီကိုမောင်မတို့အဲ့ဒါအရေးမကြီးဘူးအရေးကြီးတာကဝိညာဉ်တော်နဲ့ဟလာမိတ္တဟာယဖွဲ့ပြီးကိုးကွယ်တဲ့မျိုးရိုးမပြတ်သွားဖို့အင်မတန်အရေးကြီးတယ် Hallelujah မထာသင်ရဲ့တက်တာကောင်းကြီးဖြစ်ခြင်းရင်ကိုးကွယ်တဲ့မျိုးရိုးမပြတ်စေနဲ့ ကျွန်တော်သားသမီးအတွက်ကျွန်တော်ချမ်းသာတာသူတို့အောင်မြင်တာသူတို့ချိန်တိုင်းသူတို့အောင်မြင်မှာပဲလေဗျာသူတို့ချိန်တိုင်းသူတို့ဖခင်ချီးမြှောက်မှာပဲကျွန်တော်စိတ်ကိုမပူတာဒါပေမဲ့ပူတာတခုတော့ရှိတယ်မကိုးကွယ်တတ်မှာကျွန်တော်အသေးကြောက်တယ်ကိုသားသမီးတွေဒီကလေးတွေအခုဒီနေရာမှာရှိနေတယ်ကျွန်တော်ရေးရေးလဲလဲစိတ်ချမ်းသာတယ် ဒါပေမဲ့တခြားကလေးတွေဖျားเจ้าလာလို့လာရမန်းအောင်မတီးတော့တဲ့သူတွေအများကြီးရှိတယ်လာရင်လည်းပဲရိုးရာထုံသားစင်လာဒလိနဲ့လာတယ်မဟုတ်စင်နဲ့တင်ကကိုးကွယ်တဲ့သူဖြစ်ရမယ်ကိုးကွယ်တဲ့မျိုးရိုးကမပြတ်သွားဖို့လိုတယ်မှတ်ထားကိုးကွယ်တဲ့မျိုးပြတ်ရင်တမိုင်းမှာပျောက်တယ်နော်အာဗြဟံရဲ့သားဘာလို့လဲဣဇက် ဒါဆိုရင်ဣဇက်အော်ဒါဆိုအာဗြဟံသားဣဇက်လို့ခင်ဗျားတို့တန်းပြောတယ်အာဗြဟံသားမှာနှစ်ယောက်ရှိတယ်လေဣရှမေလလို့ဘာလို့မပြောကြတာလဲဟမ်မျိုးရိုးလိုက်ဆက်ရင်ဣရှမေလမပါလာတော့ဘူးဘာဖြစ်လို့လဲတမိုင်းမှာတင်ပြီးတော့ကြံခဲ့တာကကိုးကွယ်တဲ့မျိုးရိုးပဲကြံခဲ့တာအာဗြဟံသားဣဇက်သားအေးတော်လို့မပြောဘူးမကိုးကွယ်တတ်လို့ယာကုပ်ဖြစ်သွားတယ်ဖခင်ကမိတ်ဆက်ရင်ငါဒီအာဗြဟံရဲ့အဖဣရှမေလရဲ့အဖအေးတော်ရဲ့အဖလို့မပြောဘူးသူမိတ်ဆက်တဲ့အခါမှာဝိညာဉ်အဆက်ရှိတဲ့သူတွေကိုပဲသူပြောတော့တာငါဒီအာဗြဟံရဲ့အဖဣဇက်ရဲ့အဖဖခင်ယာကုပ်ရဲ့ဖခင်လို့သူကမိတ်ဆက်တာဖြစ်တယ်မျိုးရိုးမပြတ်သွားဘူးသူလားဒါဆိုရင်အာဗြဟံကအမြဲတမ်းဘာလုပ်လဲဣဇက်ကြည့်နေတယ်အာဗြဟံကရောက်တဲ့နေရာတိုင်းမှာရစ်ပလင်တဲတယ်ဘာလို့ဒါလဲရောက်တဲ့နေရာမှာကိုးကွယ်တယ်တခြားຢာတွေထက်ကြိုက်တဲ့မြို့ကိုရောက်သွားကြိုက်တဲ့နိုင်ငံကိုရောက်သွားသူကိုးကွယ်ဖို့ကသူ့ရဲ့ပထမဦးစားပဲဟိုအလုတ်ဒီအလုတ်ဟိုစီးပွားရေးဒီစီးပွားရေးဟိုဝင်ငွေဒီဝင်ငွေအဲ့ဒါသူစိတ်ဝင်စားဘူးအာဗြဟံကလည်းစီးပွားရေးသမားကြီးပဲသူက entrepreneur ပဲသူကတကယ် investor ကြီးပဲတင်ထင်တာအာဗြဟံကအမှုတော်ဆောင်ထင်လို့လားအာဗြဟံကိုတင်အုပ်ဆရာထင်လို့လား noဣဇက်ကိုတင်ပါထင်လို့လဲသူတို့စီးပွားရေးသမားတွေဘာစီးပွားရေးလဲအဲ့တော့စီးပွားရေးဘာတွေသွားလဲတရိစ္ဆာန်တွေသူတို့ချမ်းသာကြွယ်ဝမှုအကောင်ရေဘယ်လောက်ရှိလဲနွားဘယ်နှကောင်ရှိလဲစိတ်ဘယ်နှကောင်ရှိလဲတိုးဘယ်နှကောင်ရှိလဲအဲ့ဒါတွေနဲ့သူတို့ကြွယ်ဝမှုပြတာသူတို့စီးပွားရေးသမားကြီးတွေဒီချမ်းသာတော်ကြီးကိုမောင်းမာတော့ဒါဆိုမျိုးရိုးပြတ်သွားတာတွေရှိလားရှိတယ်ခင်ဗျာမောရှေသူသားတွေမရှိဘူးလားကျေးဇူးတင်တယ်တချို့ကလည်းရှိတယ်
မောရှေသားတွေရှိပေမဲ့ဖယားကမောရှေသားတွေကကိုးကွယ်ခြင်းမှမရှိဘူးဘယ်သူသွားလဲမောရှေယောရှုအမျိုးတော်လားဟမ်တစားမှမတော်ဘူးဒါမဲ့ကိုးကွယ်တဲ့မျိုးရိုးမပြတ်သွားဖို့တော့လူမှုရေးမလုပ်ဘူးဖယားအခုကဘာဖြစ်လဲအိန္ဒိယနိုင်ငံခရစ်ယာန်သာသနာမတိုးတက်တဲ့ပြဿနာလူမှုရေးကြောင့်လူမှုရေးစသိလားအဖေတည်သွားရင်တားပြန်မလို့တင်းအုပ်လုပ်တယ်အဲ့ပြကြောင့်तू ကအမွေခံနဲ့သွားတာဒါမတိုးတက်ပါအိန္ဒိယသာသနာတော်များအဖေရဲ့နေရောက်တားဆက်ခံတယ်တားရဲ့နေရောက်မြေးရဆက်ခံတယ်အဲ့လိုလစ်တာဒါမတိုးတက်ဘူးကောင်းပါတယ်တကယ်ကောင်းသွားနိုင်ကောင်းတယ်ဒါပေမဲ့အလုတ်တဘောအရာငါဖေဥဆောင်တဲ့နေရာမှာငါပြန်ဥဆောင်မယ်နော်အဲ့လိုသွားတာမဟုတ်ကိုးကွယ်ခြင်းနဲ့သွားတာမထာတင်အတင်းအသက်တာမှာကြီးမားစွာသောချီးမြှောက်ခြင်းခတ်ခြင်းမထာဘယ်သောခါမှာလူမှုရေးနဲ့မသွားနဲ့ကိုးကွယ်ခြင်းနဲ့သွားအာဗြဟံကိုးကွယ်လားဣဇက်ကမထာညီကိုမလားကျွန်တော်ပြောပြမယ်သင်တို့ကိုးကွယ်တာကိုသားသမီးတွေသွားပြီးတော့မှညတို့ကိုးကွယ်မယ်ရှောက်မပြောနဲ့မြန်မာပြည်ကဖခင်မိခင်များက controlling spirit အရန်ရှိတယ်ဖယားမကြိုက်ဘူးနင်းပြောကြောင့်တော့အဲ့ဒါ session နဲ့မပြည့်ခင်မရမယ်စိုက်နေပြည့်ပြီးတော့ bye bye အဖေဖာတော့တွားချင်တဲ့ဖျားကြောင့်တွားအမေလည်းတွားကျွန်တော် night club တွားမယ်တို့ဝါလိမ့်မယ် no controlling spirit ဘယ်တော့မှမရှိနဲ့ဖယားက control မလုပ်ထားဘူးကျွန်တော်တို့ကိုလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ပေးထားတယ်ဒါအောင်ကျွန်တော်တို့ရွေးချယ်တယ်ရွေးချယ်မှုမမားဖို့ပဲဖယားသင်ပေးတယ်ထိုတီးကိုစားနော်တဲ့ထိုတီးကိုမစားနဲ့တဲ့ထိုတီးကိုစားရင်တော့မစားခိုင်းတဲ့အတီးကိုစားရင်တော့မင်းတို့အိမ်ကမှတင်မယ်တဲ့မင်းတို့စားမှာအသက်ပင်ရဲ့အတီးကိုနော်တဲ့စားနော်တဲ့ဒါတော့စားဒါတော့မစားနဲ့နော်တဲ့ရွေးချယ်ပိုင်ခွင့်လေးပေးထားတယ်အမြဲတမ်းကျွန်တော်ကိုသားသမီးတွေသွားတဲ့ခါမှာအမြဲတမ်းရွေးချယ်ပိုင်ခွင့်ပေး by force ဘယ်တော့မလုပ်နဲ့ဖယားကဘယ်တော့မှ by force မလုပ်ဘူး by force လုပ်တာစာတန် controlling spirit ရှိတာစာတန်ဘယ်တော့မှဖယားမှမရှိဘူးဖယားသားသမီးကဘယ်တော့မှ controlling spirit မရှိအောင်ကျွန်တော်အသင်းတော်လည်းဒီတိုင်းပဲအသင်းတော်တော်တော်များများသင်းအုပ်တွေကတော်တော်များများက controlling spirit နဲ့သွားတယ်မရအောင်အမေဝိညာဉ်တော်နဲ့တကယ်ပဲရှိတယ်နှုတ်ကပတ်တော်နဲ့သွားတဲ့ဆရာတွေကြတော့ဒါကိုနားလဲသွားပြီးတော့ဘုရားရဲ့ဝိညာဉ်တော်လမ်းပြတဲ့အတိုင်းပဲသွားကြတယ်အရန်ကောင်းတယ်ဒါပေမဲ့မြန်မာပြည်မှာကျွန်တော်တွေ့ခဲ့တာ controlling spirit leadership မဟုတ် dictatorship နဲ့သွားတာအများကြီးအသင်းတော်တွေဆုံးရှုံးသွားတယ်ဒါကြောင့်ညီကိုမောင်မတွေကျွန်တော်ဘာပြောပြချင်လဲကိုးကွယ်တဲ့မျိုးရိုးတော့လုံးဝမပြတ်စင်နဲ့ဒါဆိုဘာလို့မလဲသင်ကိုယ်တိုင်ကိုးကွယ်လေအာဗြဟံကိုးကွယ်တာနေ့တိုင်းကိုးကွယ်နေတာကိုးကွယ်နာဘယ်သူမြင်သွားလဲဣဇက်မြင်သွားတယ်ဘယ်သူမမြင်ဘူးလဲဣရှမေလမမြင်ပါဘူးဘယ်သူမြင်တာလဲဣဇက်ကမြင်တယ်ဣဇက်ကမြင်တဲ့အခါမှာဘာလုပ်လဲတဲ့သူ့မိန်းမရတဲ့အခါမှာရဘခါမှာကလေးမရဘူးကလေးမရတဲ့အခါမှာဣဇက်ဘာလုပ်လဲဘာမှမလုပ်ဘူးဆုတောင်းတယ်တဲ့ဝါဣဇက်ဘာလုပ်လဲဆုတောင်းတဲ့အခါမှာဘုရားသခင်ကအမွှာလေးကိုပြင်ဆင်ပေးလိုက်တယ်တဲ့ဟာလေလုယာဘုရားရှင်နာမဘုန်းကြီးပါစေကိုးကွယ်တဲ့မျိုးဆက်ကဘယ်တော့မှမပြတ်သွားဘူးဒါကြောင့်ရှမွေလထွက်လာတယ်ဆိုတာအဲ့ဒါပဲရိုးရိုးတတဟာလာသူများတွေဆိုရင်မိန်းမတွေကလေးတယောက်ပြီးတယောက်မွေးနေတယ်ဘာမှပြဿနာမရှိဘူးဒါပေမဲ့ဟာလာဟာနာသူ့မှာပြဿနာရှိနေတယ်ကလေးမမွေးဘူးမှတ်ထားညီကိုမောင်မတော်တင်းလှုပ်ဝက်ချက်တခုပြောမယ်တေချာနာတော့တင်းရဲ့အတ္တတာထဲမှာတင်းဖြစ်ခြင်းတဲ့အရာတွေမဖြစ်လာဘူးဆိုရင်တင်းကိုကိုးကွယ်ခြင်းဘုရားတင်ခိုင်းနေပြီတေချာနာတော့မင်းညီကိုမောင်မတော်တင်ဖြစ်ခြင်းတဲ့အရာတွေတင်းအတ္တတာမှာမဖြစ်လာဘူးသူများတွေမှာတော့ဖြစ်တာလွယ်လွယ်လေးတင်းမှာတော့မဖြစ်လာဘူးဆိုရင်တင်းမှာကြီးသောအမှုတစ်ခုကိုပြုဖို့ဘုရားပြင်ဆင်နေပြီသူများအတွက်တော့လွယ်မဲ့တင်းအတွက်မလွယ်ဘူး
တင်းတို့အရန်ခတ်ခဲတဲ့အရာဖြစ်နေပြီဆိုရင်မှတ်ထားညီကိုမောင်မတော်တင်းအတ္တတာထဲမှာသူများနဲ့မတူတဲ့ကြီးမားသောမင်္ဂလာလာကိုလာတော့မယ်ဆိုတာတရားရခိုင်နှုန်းအာမခံရတယ်ဒါပေမဲ့အဲ့လိုမဖြစ်လာတာကဘာအတွက်လဲဆိုတော့ဖခင်ကတင့်ကိုအလကားမပေးတာကကိုးကွယ်ခြင်းတဲ့ကနေထွက်လာတဲ့အရာဖြစ်စေခြင်းလို့မပေးတာဆိုတော့ဟာနာခလေးမရဘူးဒါပေမဲ့ဟာနာဘာလို့လဲဆိုတော့ဖခင်ထံတိုးဝင်လို့ရေလေကိုးကွယ်တဲ့အခါကြတော့မှနှုတ်မမွတ်နိုင်လောက်တဲ့အထစ်ကိုးကွယ်တဲ့အခါကြတော့မှဖခင်ဘာပေးလိုက်လဲဆိုတော့ရှမွေလာပေးလိုက်တယ်ဒါပေမဲ့ဟာထူးခြားတာထပ်ပြောမယ်ရိုးရိုးတန်တန်ရတဲ့ကလေးနဲ့ကိုးကွယ်ပြီးမှရတဲ့ကလေးဟာမတူဘူးဝါနိုင်ငံအတွက်ကောင်းကြီးဖြစ်တဲ့သူဖြစ်လာတယ်ဟေးညီကောင်မောင်မတော်ကိုးကွယ်ခြင်းနဲ့ကနေထွက်လာတဲ့အရာအလုံးကတခုမှအချင်းနဲ့မဖြစ်စေရဘူးသူများနဲ့မတူတဲ့ထူးခြားတဲ့အရာတွေဖြစ်လာတတ်တယ်ဝိုးဟာလေလုယာဒါဆိုသင်ရဲ့တတ်တာထဲမှာလုံးဝသင်ဟာမဖြစ်လာတော့ဘူးဆိုရင်သင်သိရမယ့်အရာတစ်ခုရှိနေပြီသင်ကိုဘုရားသခင်ကြီးတော်မူပြုဖို့ကိုးကွယ်ခြင်းကိုသင်ပေးနေပြီဘုရားသခင်ဣသလာလူမျိုးတွေကိုအေဂုတုပြည်ထဲကိုအေဂုတုပြည်နဲ့ဆွဲထုတ်ပြီးတော့ခါနာန်ပြည်ကိုပို့ဖို့ပြင်ဆင်တာပဲသင်တို့သိတယ်မဟုတ်ဘူးလားဒါပေမဲ့ခါနာန်ပြည်ထဲဝင်ဖို့ရတော့ဘလိုင်းမဝင်ခိုင်းဘူးတောင်ပေါ်မှာ2 နှစ်ကိုးကွယ်ခြင်းကိုသင်ပေးတယ်ဘယ်တောင်ပေါ်လဲတင်းနာတောင်ပေါ်မှာခါနာန်ပြည်ထဲကို without worship ကိုးကွယ်ခြင်းကိုနားမလည်ပဲနဲ့ခါနာန်ပြည်ထဲဝင်လို့မရအောင် hallelujah hallelujah နောက်တဆင့်ထပ်လို့တက်မယ်ကိုးကွယ်ခြင်းကိုနားမလည်ခင်မှာတော့ဖခင်ကတင့်အတွက်လမ်းနေပြင်ဆင်ပေးတယ်ကိုးကွယ်ခြင်းကိုနားမလည်ခင်ချိန်မှာတော့ဖခင်လမ်းနေပြင်ဆင်ပေးတယ်အလိုလိုနေနဲ့ရှောက်သွားယုံပဲအေဂုတုပြည်ထွက်လာတဲ့ချိန်တော့ကိုးကွယ်ခြင်းနားမလည်သေးဘူးသူတို့နားမလည်အတွက်ကြောင့်ပင်လေကိုဖခင်နှစ်ချမ်းခွဲပေးလိုက်တယ်သွားခွင့်ဖခင်ပေးတယ်ရန်သူတွေပါဖြည့်ရှင်းပေးတယ်ဒါပေမဲ့ခါနာန်ပြည်ထဲဝင်တော့မယ့်အခါမှာကြတော့ဖခင်ကကိုးကွယ်ခြင်းကို2 နှစ်တိတိသင်ပေးတယ်ဒီကျွန်တော်တော့ပဲကိုးကွယ်ခြင်းကိုနားလေသွားတဲ့သူတွေကိုကြတော့ပင်လေမခွဲပြီးတော့ဘူးယောဒန်မြစ်ကိုမခွဲပြီးတော့ဘူးဘာဖြစ်လဲသိလားကိုးကွယ်ခြင်းကိုနားလေသွားတဲ့လူဟာနင်းတဲ့နေရာမှာရေခွဲရတဲ့ခွင့်ကိုဘုရားကပြင်ဆင်ပေးလိုက်တယ်ဟာလေလုယာဟာလေလုယာဟာလေလုယာတင်းနင်းတဲ့ခြေလမ်းတိုင်းကတကိုးပါတဲ့ခွင့်ကိုဘုရားပြင်ဆင်ပေးတယ်မင်းတို့စတဲ့ခြေလမ်းတာနဲ့ရေခွဲရတဲ့ခွင့်ကိုငါပြင်ဆင်ထားပြီးသားအဲ့ဒါကိုးကွယ်သောသူတွေရဲ့ကြီးမားသောမင်္ဂလာကိုဘုရားပြင်ဆင်ထားတာတင်းနင်းတဲ့နေရာမှာစာရနိုင်ငံကြာရှုံးရမယ်ဖျားခင်နိုင်ငံတည်ထောင်မယ်ကိုးကွယ်သောသူဘုရားဘာပြောလဲတင်းနင်းတဲ့မြေကိုငါအပိုင်ပေးမယ်လူတိုင်းကိုမပြောဘူးကိုးကွယ်သောသူကိုပြောတာဒါဟိုလူကယုံကြည်ခြင်းအားကြီးလို့ဒီလူကယုံကြည်ခြင်းအားကြီးလို့မပြောနဲ့ဒီမှာကြည့်သင်တို့ဒီကိုထင်းတိုင်းတဲ့လူရင်မထင်မဖျားခင်ဒီလူအသီးသီးတို့အားယုံကြည်ခြင်းကိုဝေပေးတော်မူပြီးသားဒါပဲလား no နောက်တပိုက်ကြည့်အောင် 2 Peter chapter 1 verse 1 2 Peter chapter 1 verse 1သူကတော့ယုံကြည်ခြင်းအားကြီးတယ်နော်ဖခင်လူအသီးသီးတို့အညီအမျှပေးထားပြီးသားဝေပေးပြီးသားပို့ရဆိုမရှိဘူးလို့ရဆိုမရှိအကုန်လုံးအညီအမျှပေးထားပြီးသားဒီမှာယုံကြည်ခြင်းရှိတယ်โอเคအားလုံးကြည့်အောင်နှစ်ပေခန်းကြီးတဲ့ငယ်တဲ့ယေရှုခရစ်ကျွန်တမန်တော်ငါရှိမုန်ပေတရုသည်ကယ်တင်တော်မူသောအရှင်ငါတို့ဖခင်သခင်ယေရှုခရစ်၏ဖြောင့်မတ်ခြင်းတရားကိုငါတို့ဒီမှာဖြစ်လဲကွယ်ယုံကြည်သည့်နုတူမြတ်စွာသောယုံကြည်ခြင်းကိုရသောသူတို့အားမြတ်စွာသောပါလဲရသောဘာပြောလိုက်တာလဲယုံကြည်သည့်နုတူမြတ်စွာသောယုံကြည်ခြင်းကိုရသောသူတွေအားကြားလိုက်တယ်
ယုံကြည်ခြင်းကိုရသွားတာရလားမသိဘူးအင်္ဂလိပ်ဆိုပိုရှင်းတယ်ယေရှုကိုယုံကြည်လက်ခံလိုက်တာ ਨੇ သင်အတွက်ယုံကြည်ခြင်းကိုအကုန်ဖျက်ပေးထားပြီလားဟာလေလုယာသင်မှာယုံကြည်ခြင်းမရှိဘူးလို့မပြောနဲ့ယုံကြည်ခြင်းပေးထားပြီလားမြတ်စွာသောယုံကြည်ခြင်းကိုသင်တို့ရပြီလားမြတ်စွာသောယုံကြည်ခြင်းကိုရတော့သင်တို့အားတဲ့ပြောလိုက်ပါ၏တဲ့သင်တို့မှာဘာရှိပြီသားလဲယေရှုကိုရတဲ့နေ့နဲ့စပြီးတော့ယုံကြည်ခြင်းရှိပြီသားဒါဆိုတော့ထပ်ပြီးတော့ပြောပြမယ်ဒါဆိုတော့ဆရာဒါဆိုရင်ဆရာ तू ကတော့လှုပ်လို့ရတယ်ကျွန်တော်ဘာလို့လှုပ်လို့မရလဲတခုပဲရှိတယ်တခုပဲရှိတယ် worship 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 hallelujah hallelujah သင်သူများထပ်ထူးခြားခြင်းတော့တခုပဲလို့တယ်ညီကောင်မောင်မတော် worship hallelujah worship worship သင်ဖယားနဲ့ကိုးကွယ်လာလေလေသင်ဖယားပေါ်မှာစိတ်ချလာလေလေဘာဖြစ်လို့လဲဘာတေနော်သင်ဖယားနဲ့ကိုးကွယ်လာလေလေသင်ဖယားကိုစိတ်ချလာလေလေပဲဖယားကိုးကွယ်လာနံပါတ်1ထွက်လာပါလေသား trust God ဖယားကိုသင်စိတ်ချလာတယ်trust God ကနေဘာဖြစ်လာဆိုဖယားနဲ့ဆက်လို့ကိုးကွယ် love God ဖယားကိုပို့ချစ်လာတယ် and then serve God ဖယားသခင်အတွက်ပဲလုပ်ပေးခြင်းနဲ့နှလုံးသားရှိကိုးကွယ်တဲ့သူကတောင်းခြင်းနဲ့စိတ်မရှိတော့ဘူးပေးခြင်းတဲ့စိတ်ပဲရှိလာတယ်Hallelujah ဖယားကိုကိုးကွယ်တတ်လာရင်ကိုးကွယ်လာပြီဆိုရင်ပေးပါဆိုတဲ့သူမဟုတ်တော့ဘူးကိုတော့ကျွန်တော်ဘာပေးရမလဲ Lord I give you my heart I give you my soul I live for you alone every breath that I take every moment I'm away Lord have your way in me use me for your glory worship ဒါကြောင့်ဟာနာကိုဖယားကလွယ်ကူနဲ့သားမပေးဘူးသူများလွယ်ကူနဲ့ရတာကိုတင်မရဘူးဆိုရင်တင့်ထဲကနေဖယားကကြီးတော်အမှုကိုထုတ်ဖော်တော်မယ်အဲ့ဒါကိုတင်တို့နားမလဲပဲနဲ့ကျမဘာဖြစ်လို့အဲ့လိုပြရတာလဲဆရာရဲ့လို့မလုံးနဲ့ကျွန်တော်အကိုဆိုလဲအောက်မြင်နေဆရာရဲ့ကျွန်တော်ညီလေးလည်းအောက်မြင်နေဆရာကျွန်တော်ဘာဖြစ်ရလဲဆရာရဲ့ကျွန်တော်ဖယားခေါ်ဖို့ဆူတောင်းပေးပါဟာဒီလိုကောင်းမျိုးနဲ့တွေ့ဘူးတယ်သူ့ဘာသာသူဆူတောင်းပါလားကျွန်တော်သူ့ခေါ်ဖို့ဆူတောင်းခိုင်းတယ်လာဘရောဒုက္ခကောကျွန်တော်ပြောလိုက်တယ်နှုံးကြီးလေးမင်းကသူများနဲ့မတူတဲ့ပြဿနာမင်းမှာရှိနေပြီဆိုရင်သူများနဲ့မတူတဲ့မင်္ဂလာအသင်းမှာလာတော့မယ်သူများတွေမှာကလေးတွေအလိုလိုကိုရနေတာစာရာမမရဘူးအသက်30လည်းမရ40လည်းမရ50လည်းမရ60လည်းမရ80လည်းမရ80လည်းမရဘာတင်တာလဲဖယားကအာဗြဟံစာရာကိုးကွယ်ခြင်းကိုတင်နေပြီကိုးကွယ်ခြင်းကိုတင်နေပြီဟာလေလုယာဟာလေလုယာဟာလေလုယာဆိုတော့အမြဲတမ်းဘာလို့လဲအာဗြဟံကရောက်တဲ့နေရာမှာဖယားကိုကိုးကွယ်တယ်ပေးမပေးကိုးကွယ်ထိုက်တဲ့ဖယားမို့လို့ကိုတော့ကိုကျွန်တော်ကိုးကွယ်ပါတယ်ကိုတော့ဘာပဲဖြစ်နေပါစေအစဉ်ပြေမပြေကောင်းစားမကောင်းစားကြမ်းမာသည်ဖြစ်စေမကြမ်းမာသည်ဖြစ်စေဘာရှိနေပဲဖြစ်ကိုးကွယ်ထိုက်တဲ့ဖယားမို့လို့ကျွန်တော်ကိုးကွယ်ပါတယ်ကိုတော့ရဲ့ကိုတော့ထာဝရတပေးတာဝတန်နေပါပြီကိုတော့ရဲ့ဟိုး
သူများတွေကကြွက်တွေကိုကိုွယ်တယ်သူများတွေကမွေတွေကိုကိုွယ်တယ်ကရင်တွေတက်စားတဲ့ဟာတွေအားလုံးကိုကိုွယ်နေကြတယ်ခင်ဗျမွေကိုကိုွယ်တာတွေ့ဘူးလားအိန္ဒိယမှာကျွန်တော်ရောက်သွားတာဟီလိုမွေရထွက်လာတာအဲ့ဒါကိုနှုတ်လေးသွားတိုင်းကျက်ဦးလေးခွဲပဲဟိုလည်းလို့ပြီးတော့ပြန်ဝင်သွားတယ်တွင်တယ်အဲ့ဒါတို့လုံးနေအဲ့ဒါကျွန်တော်ဖေနဲ့တွေ့ကြည့်ပါလားကျွန်တော်ဖေကရင်ကျွန်တော်ရုပ်ကရင်ရုပ်တာမပေါက်တာကျွန်တော်ဖေဖျားเจ้าပြန်ထွက်လာတာတိုက်ပုံနေပါရင်တော့တည်းအရှိမလင်းဝယ်ဖြတ်ပြေးတယ်ဟာသူအိန္ဒြေမရှိတော့ဘူးတိုက်ပုံကိုချုပ်ပစိုးခေါင်းကြိုက်လိုက်တာဟဲ့မွေတွေ့ရင်ကရင်ကဘာမှမသိတာกินနိုင်တော့လည်းမဟုတ်ပါဘူးကျွန်တော်ဖေကမလွယ်ဘူးတော့ကရင်တွေကတခါလေပြောတယ်တဲ့ဟိုကရင်တွေကဟိုကျန်းစာတိုင်းမှာဘယ်လူနာမည်တွေအားလုံးသူစောတွေထည့်ပလိုက်တယ်စောအဒန်နဲ့စောအဒန်နဲ့ဒါနဲ့လူတယောက်ကပြောတယ်ဘာစောအဒန်လဲတဲ့အာဒန်ကကရင်သားမှန်ရင်နဲ့ငါတို့အပြည့်ရောက်เสียဘာမှမရှိဘူးတဲ့အတီးကိုမစားဘူးလာပြီးတော့စုံစမ်းတဲ့မွေကိုစားပြစ်လိုက်မှစောအဒန်ဘာစောအဒန်မလားဆိုတော့စတဲ့ညမနော်မွေတွေကြွတ်တွေနွားတွေကျွန်တော်လေနောက်ကျတော့ဒီနွားကြောင်လေအိန္ဒိယမှာကားသွားနေကွာလမ်းမှာအဲ့ဒီနွားဒီတိုင်းရက်နေတယ်ကျွန်တော်ဆင်းတော့မောင်းလိုက်လို့မောင်းdon't do thatဟာနွားကိုအဲ့လိုယူသေးတာဒီနွားကွာနွားပါဝါတော့ကွာဒေါသထွက်တာအဲ့ကောင်တော်တော်နဲ့မသွားဆင်းလည်းမမောင်းကွာဆောင်းတော့သူ့ဘာသာဒလိုမျိုးထွက်အဲ့ကြမှာကားထွက်လေနောက်ကျတော့ပေါ်စားလိုက်ဘလောက်ကောင်းမလဲနွားလည်းမသိဘူးချင်းနဲ့တွေ့ရင်နောက်နဲ့မိသွားသလိုဒီနွားတနာတယ်ဖြစ်သွားမှာနွားတော့မှတခုမှမကြံအောင်စားပြစ်မှာရှာကစားအကုန်လုံးကိုဆော့ပြစ်မှာအမိရစားတခုမှကြံစရာမရှိဘူးဆွဲပြစ်မှာကောအဲ့ဒါဟုတ်ထိုင်ရှိခိုးနေခင်ဗျစဉ်းစားကြည့်ညီကိုမောင်မချင်းရတော့နွားပေါ့ကွာဒါပေမဲ့ခင်ဗျတရုတ်ကဝတ်တွေ့မရဘူးတရုတ်မှလေဝတ်ကိုဘလို့စားတယ်ထင်လဲကျွန်တော်တော့မစားရတာဝတ်ခေါင်းထဲကဝတ်ခေါင်းတုတ်လို့ဖို့ဝတ်ခေါင်းကအပေါ်အသားတွေလေးလို့သွားကြံတယ်မလားဟမ်သွားနာအသားကိုလေတုတ်ထိုးတော့ကလော်စားတာနေမလွန်လုံးဘူးလားလို့နေနာဘယ်တော့မှယောက်ျားရမှာမဟုတ်ဘူးလို့ကျွန်တော်ကလည်းပြောလိုက်တာအခုဒီမရဘူးပရောဖက်ပြုလိုက်တာမှားသွားတယ်စိတ်မကောင်းတာအခု90နာကတ်သွားပြီတယောက်မရတော့ဘူးတနာပါတယ်ပြောချင်တာပါလားတိလားလူတွေကိုဖျားအုပ်စိုးဖို့ပေးထားပေမဲ့အဲ့ဒီတိရစ္ဆာန်တွေကိုပြန်ကိုးကွယ်နေကြတာမွေကြွအိန္ဒိယကိုးကွယ်တယ်ဒါဆိုရင်စမ်းကြည့်ဂျပန်အင်မတန်မှ high tech နော်အင်မတန်မှ high tech ဖြစ်တဲ့ဂျပန်ဘာကိုကိုယ်လဲပြောနေနည်းနည်းလွဲသွားတယ်နေအရှိဆုံးတယောက်ကလာတယ်မပြောရှင်ဘူး तू အိမ်ငိုက်နေလားမသိဘူးလာတယ် तू ကျယ်ဒီလာတယ်မြင်နေပြီထင်တယ်အိမ်ငိုက်ကျယ်လာတယ်မြင်တယ်လေတခါ तू လာတယ်မြင်လားမသိဘူးဆိုတော့နေကိုကိုွယ်တာဒါတော့သူတို့ရဲ့အလံရဲ့ခလဲမှာနေကြီးလေတာကြီးอ่ะသူတို့နေကိုကိုွယ်တာ
Sasmiasnaja. India Maromapione, Caah, Paya, Nathan Jordan. Nata. Mulia Tuah that do gone alone at twilight. At Tuah, at the palm of Gogo Pidabio. Pinsay, Dokini, at the Gonchai de Pinsay, Hindu the Terra Pinsay, and I yell a Goquenda. Lugali, come here, Payata King, you wake out chin, swear called Chinda machine, to the Maya go question, Bajonle, Luga, Tema, Payata Dan, she did go question at the Bawaga Shine Bida. Hallelujah. Hamadini no Rogaro. Panzin Ayari, go question, Pacham Mamshu, Panzation, Paya, go question, Jesuh of Palau Chile and you go. Any panzina payao, General, a pelo, Coquia, the Queen of my Payapias and Beta Popula. Hallelujah. Piakinama Bojivase. Hallelujah. Down you go, Monmaro. General at that tao, Piatia, the Kuchim out on Mesue. Abraham yet that tao, Payako, which you're satin. They at that time at the Kuku Kakenibi. They at that time at Tumiana Matu, Kakemu Lavisue. Mata. Go question something. Lord, teach me how to worship. Draw me close to you and teach me how to worship, Holy Spirit. Go question him at the Tualani in a go in a Bapila Matilla. The eternity see Tuala Aya Aloa, Namela Canari, if you Hallelujah. Namay lakana piara ko piashe ko piase thar piake nama bochi base. Abraham go phaya lolo ne balo ma pe da le. Ti chana ni ko mon ma lo. Ko kwai chin tin ne. Ko kwai chin ne ka ne thwat la de aya ka. Ma phit nain de aya. Ma phit nain de achain ma. Phit se da ka Go kwe do tu de ye. Ya la kwa sura phaya pya pit lai ta. Phe tai pan pnya shin ka ma na ma le nain de. Twe sorry no, ma doi la khun lo. Twe song ni de mai ma. Ti lo pyo ai ma do ma lam di, yai do ma lam di. Sha de no. Twe song twa bi kwa. Atat 90 balo khali ya nai ma le. Science aya so yin balo ma ma phit nai no. Mata Baloma Pinay Yao Go Kwe Chinegane See Twala Ao Look Bede Payaga General Fayaship Go Kwe do to go Payaga tight Tanta Chimyaute Paya Pide Dodo Takushide Kaunza Chinlodo Mako Kwene Talong Pamamatu Have go Kwe take the Payago Go Kwe you know Go kwe take the payamolo. Go kwe talaino. The yatata. Ma pin na busure yare. A compila lime. The yayaga no amaka yere. Jazarema yaba. Taina de Malaysia lime. Name the long maybe so. Imada yechi. Judo muted. Yabade Mia Peroma Mitazu Swimio County Pisse Medum Hobu Muela Grega Amigo Nachinda Male Yapau Miazwa Nachio Kanzabidoma Thelu Sesepio Lopidoma Muela de Calais Dajon Tugo Yabade Ya baso de debe and you go monmaro. Chulu mure to Magambu Name Mayin, come ya, but do mele, huh? A council major at Mobula. Yuda Shakayo, mere do Jabula. Hey, Yuda Shakayo, Sheila, Mashibu. Town him at Watchila Korean, Polu, Miaive. Johan so twala say ya. Bolu Johan Debe Amiaibe.
Amyai, Yudashikayo, dear Mamshu. That meant 2 amiga, Yudashikayo to the so did it, me like the Namea, Yabad. Yabas were David and you go Monmaro. Not in pain. David Ballet. Not in I take you, you're like, Bomalo Tampiola, Nana. Nanale. Hang Nanale, Savila. Zaja. Hang Nanale. Muigrea. Count you Mapede Kalimulo. Tata Lola count you pay me Kalimulo to Kain Tabida. The Roy Yogi Chenga, Muila Grega, count you pay me Kalia, to go 2 chala to Kain Tala. Medicalia Matuchala. Matuchara being declare, me bow not think and if you are located. 2 to a county machine, declare Bagoni machine look Kain Tabida. Tame Yaba Balole. They no Tina Nigo Monmaro. Yabaga, you listen to no Saint County people, Piolalo, Paya County Bay the Hinola. No. That jump by the deliver for Piatalo. To your studio, Lilaji, to a cook with the no matter what, I will worship him. No matter what, I will praise him. Belo chini mabe pipi, nga payao chimwame. Belo chini mabe pipi, nga payao gogweme. Nga payaga ngago. Tumiaga amingla lu piore ngao. Tanima asin kaunji be me paya pide sura. Nga yone lu tu won kan lai da. Nga ru tamyo lo wa mwe gre ga ni tumia ye ai ma kat ni khe ya de. Jin myaung ne neya le ma ne khe ya de. Da be me tumia si ma kat ni khe ya de yaba mitazu ha. Tane tumiaga nga ru si ma la ni ya de thi. Nga ru phaya kaunji pe lai me. Je won do ayat do po saung pe ba a law pyo ni da. You know, my counsel at Shima Lebe, Nalona Corona, Mawido, Miena Geno, Coronado Swecoba, Soundshaba. Erika Mapayaga, Tugo, Amurema, 2 sando to Pisce. Matani go mon maro. Go guedo to Abe, Ting Amurema, 2 sando to Pilara. Don't you know about your shinale? Johnny come on, Mario. Think at that time. Mio Linzia Machidore a chinigu, they shall not obey. General Sonta Navy. Mio Linzia Machido de a chinigu. The young navy so ye. Not obey. Ubermas a guard who you know, Piopiame, Pushin wow. Now, some sin, no? Now, some sin, you know, pure like domain. Think you see a wonga. Let's show like be. Don't love a canome, lo tingo pure like be. Mio Linzia, Machido, lo piobi. That's what the Sinzalo yare to Kua Papile. Nama Papelo Alopiarale. Then Sassinzalim. Hold it, no? Nama Papelo Alopiarale. Nabwa Pajan Alupiarale. Elo Sinzare Ayari Alonga. Tingo, Sia Wimpure Tai. Don't la mabe, then Lanso on Pisira. Matani go Monmaro. Pawama, Aumi Chinye, Ayakate Atama So Sanchi, then Sinzara, Mamabas in there. They not on paper. Xiaunga let your life be look your life be. Let your life be look your life be. Elo tumiane mature a chine mute yesaya mata. Miado turea coco tanara shire, one nera shire. Chow yon na shire. To the Damakabu. A chiche me ne piapo su down jare.
အဲ့ဒါအားလုံးကဆုံးရှုံးစေတဲ့လက္ခဏာကြီးပဲပျောက်ဖို့အကြီးကျယ်ဆုတောင်းတယ်မပျောက်ဘဲနဲ့တည်သွားတယ်သူများကလာတင်ပေးတယ်ယေရှုနာမနဲ့ပျောက်ပြီလို့ပြောပျောက်ပြီလို့ပြောပျောက်ပြီလို့ပြောလို့တင်ပေးတဲ့အခါမှာသူကဂါထာလို့ရွတ်ပြီးတော့ပျောက်ပြီလို့တည်တဲ့အထိပြောသွားပြီးတည်သွားတယ်အဲ့ဒီခါမှာလူတွေတော်တော်များယေရှုနာမကိုဆွဲကင်ပြီးတော့သူပြောနေနေဘာလို့တည်သွားရတာလဲဆိုတဲ့တန်တရားတွေပါသူ့အပြင်သူ့ကိုတွေ့တဲ့သူတွေကဝင်သွားတယ်ယုံကြည်ခြင်းဆိုတာကကိုးကွယ်ခြင်းဆိုတာကဒီလိုနှုတ်တိုက်တင်ပေးလို့မရဘူးမရကျွန်တော်ပြောတဲ့အရာဒီနောက် generation ကလုံးဝကင်ဆာမကလို့ကင်ဆာအဖောက်ပဲဖြစ်အောင်မြင်တဲ့နီလန်းကိုကျွန်တော်ပေးနေတာတခြားနားထောင်ပေးပါသူများနဲ့မတူတဲ့အခြေအနေမျိုးသင်ဖြစ်နေပြီဆိုရင်သင်ကိုဖခင်ကသင်အားဖြင့်ကြီးသောအမှုကိုပြုတော်မှာဖြစ်တဲ့အတွက်ကြောင့်သူများနဲ့မတူတဲ့ယောဂခံစားရပြီဆိုရင်သင်ဘာမလုပ်တော့နဲ့ပျောက်ဖို့တင်ဟိုဆရာခေါ်ဆူတောင်းဒီဆရာခေါ်ဆူတောင်းကောင်းပါတယ်ဆူတောင်းပေးကြဒါမဲ့တကယ်ကြီးမားသောတိုက်ပွဲဖြစ်လာရင်တင်ကိုယ်ွယ်ခြင်းတစ်ခုကပဲနိုင်တယ်ဒါဆိုရင်တင်ဘလို့တေချာနာတော့ပဲ think self center ကိုတင်ရဲ့ self center လို့ခေါ်တယ်သင်ကိုဘ ਹੁ ပြုရတင်ဆူတောင်းနေတဲ့၍သင်ဟာရှုံးနိုင်မယ်ဒီတနာထောင်ပင်ကြီးကိုမလို့ဖယားကိုသင်ကိုးကွယ်တက်လိုက်ကိုးကွယ်ခြင်းလို့ပြောလိုက်ကျွန်တော်ပြောမယ်ညီကိုမောင်မတော်ကျွန်တော်ရဲ့ဖြစ်ခြင်းကိုစိတ်ဝင်စားတော့ဖယားရဲ့ဖြစ်ခြင်းကိုစိတ်ဝင်စားတာကိုရောကောင်းမြတ်တယ်ကိုရောသစ္စာရှိတယ်ဒီနေ့ဒီချိန်ထိကျွန်ုပ်ကိုပို့ဆောင်ခဲ့တယ်ယေရှုတင်တယ်ထာဝရတက်ကိုပေးတယ်ယေရှုတင်တယ်ဆရာဝန်ကတော့3လပဲခံမယ်ပြောတယ်ဒါပေမဲ့ကျွန်တော်လက်နှစ်ဖက်လှုပ်နိုင်သေးတယ်ခြေထောက်နှစ်ဖက်လှုပ်နိုင်သေးတယ်ယေရှုတင်တယ်ကိုယ်ွယ်ခြင်းထဲမှာအရေးကြီးဆုံးဖတ်ကချီးမွမ်းခြင်းဖြစ်တယ်ဒါဝိဒ်ကယောဂမဖြစ်ဘူးထင်လို့လားအယိုးဆွေးမြေ့တဲ့အထိသူဖြစ်တယ်တဲ့အဲ့ဒီချိန်မှာသူပါပြောလေအိုငါဝိညာဉ်အဘဲကြောင့်မငြိမ်မဝတ်ဖြစ်တဲ့နေထာဝရဘုရားကိုမျှော်လင့်လျက်နေလောHallelujah. Tu batin ala tila ni ko mon maro. Ko kwe chin ko tu tinebi. Ko kwe chin the ma pe ba ma shi do. Phaya ko chi myauk chin me shi do de. Hallelujah. Hallelujah. Ko kwe chin ma pe ba soda ko kwe chin ma hout do bu. Ko kwe chin the ma shi da phaya ko chi myauk chin me shi do de. Phaya ko chi myauk chin me shi do de.ဘုရားသခင်ဒီနေ့ဒီချိန်ထိကျွန်တော်ကိုထားခဲ့လို့ယေရှုတင်ပါတယ်ကိုတော့ပြန်ခေါ်မယ်ဆိုရင်အလိုတော်အတိုင်းပါပဲယေရှုတင်တယ်ကိုတော့တိခွင့်ရလို့ကိုတော့ယေရှုတင်တယ်ကိုတော့ကိုကွယ်ခွင့်ရလို့ယေရှုတင်တယ်ကိုတော့ကျွန်တော်ရဲ့အရာခတ်သိမ်းဖြစ်ပါတယ်ကိုတော့နောက်ဆုံးထွက်တတ်တဲ့ကိုတော့တာချီးမွမ်းသွားမယ်ကိုတော့ဘယ်ချင်းနေမှာပဲဖြစ်ကိုတော့တာချီးမွမ်းသွားမယ်တမီးချီးမွမ်းသွားမယ်ကိုတော့လက်တစ်ဖက်မလှုပ်နိုင်တော့ဘူးကျန်တဲ့လက်တစ်ဖက်နဲ့မြောက်တော့တင်ချီးမွမ်းခြင်းတင်ချန်တဲ့အရာတွေနဲ့တင်ချီးမွမ်းလိုက်ဘာဖြစ်လာသလားကျွန်တော်ဩစတြေးလျမှာပဲ2006ခုနှစ်ဒီမှာလာတယ်
Sydney မှာ sorry ဒီမှာမဟုတ် Sydney မှာကျွန်တော်ညမှာတရားဟောပြီးတော့မှအဲ့ဒီညအိတ်လိုက်တယ်မနှက်ပြန်ထတော့ကျွန်တော်ရဲ့ဘယ်ဘက်လက်ကလုံးဝလှုပ်လို့မရတော့ကျွန်တော်လက်ပြန်ကန်ကြည့်တော့အေးဆက်နေတယ်လုံးဝလှုပ်လို့မရတော့တာဆိုတော့လူအနေနဲ့စဉ်းစားလိုက်ခါမှာငါလေးဖြတ်ပြီလားချက်ချင်းဆိုသလိုချက်ချင်းအတွေးတွေကဒုံဒုံဆိုဝင်လာတော့ဘာဖြစ်လာဆိုတော့ငါသူများနိုင်ငံမှာသူများအိမ်မှာလာဖြစ်ပြီငါသူများဒုက္ခပေးသလိုဖြစ်ပြီအတွေးတွေမျိုးစုံဖြစ်လာပြီအဲ့ချိန်မှာကျမ်းစာတစ်ပိုက်ပေါ်လာတယ်အဘယ်မှုကိုများစိုးရင်ချင်းမရှိပဲအရာရာ၌ယေရှုတော်ချီးမွမ်းခြင်းနဲ့ကဆူတောင်းဆိုဟာโอเคဒါဆိုစပ်မဆူတောင်းမယ်ကျေးတော်ချီးမွမ်းမယ်ဆိုဘာစလုပ်လဲဆိုကိုတော့ကျေးဇူးတော်ချီးမွမ်းစရာတင်ပေးပါကိုတော်လို့ပြောတဲ့ခါမှာမင်းလက်တစ်ဖက်မလှုပ်ပေမဲ့လက်တစ်ဖက်လှုပ်လို့ရတယ်လေတဲ့ကျွန်တော်လက်တစ်ဖက်ကိုမြောက်ပြီးတော့ကျွန်တော်ဘုရားကိုကျွန်တော်ကျေးဇူးတော်ချီးမွမ်းတာCount your blessing and name them one by one အတ္တမှာသင်ခံစားတဲ့အရာတွေအလုံးသင်ရေတွက်တတ်မယ်နော်ညီကိုမောင်မတော်သူများထက်သင်ခံစားတဲ့အရာတွေအများကြီးပဲသင်ထက်ဆုံးရှုံးနေသူတွေအများကြီးပဲသင်ရအကြီးကျယ်ကောင်းကြီးခံစားနေသူတွေထဲမှာသင်ပါတယ်အခုအထုကိုမျက်နှာသာရတဲ့သူတွေထဲမှာသင်တို့ပါနေတယ်အခုဒီမှာ Hallelujah Hallelujah ဖခင်အထုချီးမြှောက်ခြင်းခံရတဲ့သူတွေမှာသင်တို့ပါနေတယ်ဒီနေ့သင်တို့နှုတ်ကပတ်တော်ကြားတယ်ဖခင်ကိုတည်ခွင့်ရတယ်ဒီနေ့သင်ကြမ်းမာစွာနဲ့သင်ဒီမှာရှိနေနိုင်တယ်သင်စားနိုင်တယ်တောက်နိုင်တယ်ဝတ်နိုင်တယ်ဒါတွေအားလုံးဖခင်ရဲ့ပြင်ဆင်ထားတဲ့မင်္ဂလာတွေဖြစ်တယ်ကျွန်တော်လက်တစ်ဖက်ကိုမြောက်တော့ချီးမွမ်းရင်နဲ့ကိုတော့အဲ့ဒီမှာတွေးခေါ်ဝင်လာတယ်မင်းချီးမွမ်းလဲဘာမှထူးမှာမဟုတ်ဘူးဆိုမင်းဘာလုပ်မလဲ no လို့ငါနောက်ဆုံးထွက်တတ်တယ်ငါဘုရားကိုချီးမွမ်းမယ်အစွမ်းကုန်ချီးမွမ်းနဲ့45မိနစ်လောက်ကြာတဲ့အခါမှာကျွန်တော်ရဲ့ဒီဘက်ခန္ဓာကိုယ်တစ်ခုလုံးပြန်နွေးလာပြီးတော့ဒီလက်ကအလိုလိုမြောက်ပြီးတော့လက်နှစ်ဖက်လုံးဘုရားကိုမြောက်ပြီးတော့ချီးမွမ်းတယ်ခုဘုရားကပြင်ဆင်ပေးတယ်ကျွန်တော်တို့လက်မြောက်ခွင့်ရတဲ့အချိန်မှာကျွန်တော်မပေါ့ဆနဲ့ကျွန်တော်နဲ့ဇမ်ပီအခုတော့ Hallelujah Worship Center ဆရာဇမ်ပီပေါ့နှစ်ယောက်ကျွန်တော်တို့ဒိန်းမတ်မှာ2010တုန်းက2017ဒန်မတ်နိုင်ငံမှာကျွန်တော်သွားတယ်2017ဟုတ်တယ်ဒန်မတ်နိုင်ငံကိုသွား2017 sorry 2017မှာကျွန်တော်ဒန်မတ်ကိုသွားတယ်ဒန်မတ်ကိုသွားလဲသွားကောဆရာဇမ်ပီရဲ့ဦးလေးကဖုန်းဆက်လာတယ်ဇမ်ပီရဲ့တဲ့ငါကိုစားမင်းလက်နှစ်ဖက်မြောက်ပြီးတော့ချီးမွမ်းပေးပါတဲ့။ဘာဖြစ်လို့လဲဆိုတော့ငါလက်နှစ်ဖက်မမြောက်နိုင်တော့ဘူးတဲ့။ငါကိုစားချီးမွမ်းပေးပါကွာတဲ့။ဘာပြောချင်တာလဲ။ဒီနေ့သူများတွေလက်မြောက်လို့မကိုးကွယ်နိုင်ချိန်မှာသင်လက်မြောက်နိုင်တဲ့အတွက်ကြောင့်ဘုရားကိုသင်ကျေးဇူးတော်ချီးမွမ်း။ဟာလေလုယာဘုရားနာမဘုန်းကြီးပါစေ။ကိုးကွယ်ခြင်းအရင်ရေးကြည့်တယ်နှုတ်ဘတော်ဘာပြောသလားဘုရားကိုဝတ်ပြုကြလောတဲ့သင်တို့စားတဲ့စားတောက်တဲ့ရေကိုကောင်းကြီးပေးပြီးတော့သင်တို့ထဲကအနာရောဂါကိုနှုတ်ယူမယ်တဲ့ဟာလေလုယာကိုးကွယ်ခြင်းကဘာဖြစ်စေလဲသင်ကိုးကွယ်ခြင်းကဘာဖြစ်စေလဲသင်ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့အမင်္ဂလာတော်မှာမင်္ဂလာပြန်ဖြစ်စေတယ်ဘုရားတဲ့ဟာလေလုယာသင်စားတာအစိတ်တောက်ဖြစ်နေတော့မှသင်ကိုအဲ့ဒီအစိတ်တောက်ကနေဒီကျမ်းမာခြင်းပြန်ဖြစ်အောင်ဘုရားလုပ်ပေးမယ်ဘုရားရှင်ဖြစ်တယ်ကိုးကွယ်ခြင်းကဘာဖြစ်စေလဲညီကိုမောင်မတော်မကြီးကိုးကွယ်ခြင်းကဘာဖြစ်စေလဲခဏလေးကြည့်အောင်ယောမဩရစာခန်းကြီး8အငယ်10ခဏကြည့်အောင်ယောမခန်းကြီး8အငယ်10စကြည့်အောင်တေချာလေးကြည့်မယ်ညီကိုမောင်မတော်ဒါကိုးကွယ်တဲ့မျိုးရိုးမပြတ်သွားပါစေနဲ့ဘလောက်မျောလင့်ခြင်းမဲ့ပါစေမထညီကိုမောင်မတော်မျောလင့်ခြင်းမဲ့တဲ့အချိန်မှာလုံးဝသူများနဲ့မတူတဲ့ဘဝမျိုးသင်ခံစားရရင်တခုပဲကြော်သင်ပေးမယ်ကိုးကွယ်တော့ဘာစိတ်ဝင်စားတော့နဲ့ကိုးကွယ်တော့ကိုးကွယ်ခြင်းတဲ့ကနေသင်ရမယ်မင်္ဂလာအယံကြီးတယ်ဆိုတော့သင်သိလာလိမ့်မယ်ဆရာကြီးအခုကဘာမှာဖယားသခင်အကြီးကျယ်ချီးမြှောက်တဲ့ဆရာ Joel Austin
Joe Austin အားလုံးသိရနော် Joe Austin ရဲ့ဖခင်သူ့နာမည်က John Austin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  ရဲ့သားသမီးတွေထဲမှာ Joe Austin ရဲ့အမရှိတယ်သူ့သမီးအုံနောက်ကင်ဆာဖြစ်တယ်ဆရာဝန်လက်လျှော့လိုက်ပြီအဲ့ဒီချိန်မှာ John Austin က Lakewood Baptist Church ရဲ့ pastor ဖြစ်တယ်သူက Baptist Church ရဲ့ pastor ဒါနဲ့သူတို့ဇနီးမောင်နှံနှစ်ယောက်ကမျက်ရည်နဲ့သူ့သမီးရဲ့နောက်ဆုံးချိန်ကိုကြည့်လေသူဝမ်းနေလေနောက်ဆုံးချိန်နဲ့ကြည့်လေဝမ်းနေလေဘာကြောင့်ငါတို့ကမှဖြစ်ရတာလဲအဲ့ဒါတွေနဲ့မရက်သွားနဲ့ဘာကြောင့်ငါတို့မှဖြစ်ရလဲဆိုတာမရက်နဲ့မှတ်ထားဒီမှာကျွန်တော်မကြားမှာဆိုလို့ပြောမယ်နော်သူများနဲ့မတူတဲ့အခြေအနေမျိုးသိရင်ဆိုင်ရရင်သူများနဲ့မတူတဲ့အသက်တာသူများနဲ့မတူတဲ့ကောင်းကြီးလာကိုလာတော့မယ်ဒါပေမဲ့အဲ့ဒါမှရက်သွားလို့မရဘူးသူများနဲ့မတူတဲ့အရာငါရင်ဆိုင်ရတယ်ဒါသူများနဲ့မတူတဲ့ကောင်းကြီးရှိမယ်ဆိုရိုက်နေလို့မရဘူးကိုယ်ွယ်ချင်းတဲ့ကနေပဲမင်္ဂလာထွက်လာတော့ကြောင်းသင်မဖြစ်ချင်တဲ့ဘဝကိုသင်ရောက်ပြီဆိုရင်ကိုယ်ွယ်ချင်းကိုတော့သင်လုံးဝစတင်မသင်ယူတော့ဆိုတော့သူတို့ဇနီးမောင်နှံနှစ်ယောက်ဆုံးဖြတ်ချက်ချလိုက်တယ်ငါတို့ဟိုတယ်သွားငှားမယ်အဲ့ဒီခန်းထဲမှာငါတို့ဖယားနဲ့ကိုးကွယ်မယ်သူတို့ကိုးကွယ်ရင်နဲ့ကျမ်းစာဖတ်ဆူတောင်းနဲ့ John Austin နဲ့သူရဲ့ဇနီးတဲ့ Dodie Austin သူတို့ဇနီးမောင်နှံနှစ်ယောက်ဆူတောင်းရင်နဲ့ဖယားသခင်ကဒီနေ့အထိအနာယောဂါကိုငြိမ်းစေတဲ့ဖယားဖြစ်တယ်ဆိုတာကို revelation ရသွားတယ်။အဲ့လိုပြောမယ်သိချင်တာတော့ကိုးကွယ်လို့တင်လွတ်မြောက်သွားတာတော့မဟုတ်ဘူး။ကိုးကွယ်ရင် revelation ဆိုတဲ့ဖွင့်ပြခြင်းရသွားတာ။တောက်တင်ကိုးကွယ်ရင်ဘယ်အထိကိုးကွယ်ရလဲဆိုတော့ဖွင့်ပြခြင်းရတဲ့အထိကိုးကွယ်ရတယ်ဖွင့်ပြခြင်းရဖို့ကိုးကွယ်ခြင်းထဲမှာဖျားစကားဆိုပါလာတော့ကြောင်းကိုးကွယ်ရင်အမြဲတမ်းနှုတ်ကပတ်တော်ပါပါစေဟာလေလုယာကိုးကွယ်တဲ့အခါမှာဆူတောင်းတဲ့နှုတ်ကပတ်တော်နဲ့ချိန်ယူတယ်ဆူတောင်းတဲ့နှုတ်ကပတ်တော်ချိန်ယူတယ်ဆူတောင်းတဲ့နှုတ်ကပတ်တော်ချိန်ယူတယ်ဟာနှုတ်ကပတ်တော်ချိန်ယူလာရင်းနဲ့ဖျားရဲ့ဖွင့်ပြခြင်းလာလိမ့်မယ်အဲ့ဒီဖွင့်ပြခြင်းကိုရလဲရသွားကိုJohn Austin ကယေဒီနေ့ဒီယေရှုကငါတို့အတွက်ကြောင့်နာကျင်စွာထိုးခြင်းနဲ့ဆက်ခြင်းခံပေးခဲ့တဲ့အနာရောဂါငြိမ်းချင်းမင်္ဂလာငါတို့မှရှိနေတော့မဲ့ငါတို့ဘာဖြစ်လို့ဒါတွေကိုအရှုံးခံရမှာလဲစတင်ပြီးတော့မှယုံကြည်ခြင်းနဲ့ကြွေးကြော်လာတယ်သူများကြွေးကြော်တယ်လိုက်ကြွေးကြော်တာမဟုတ်ဘူးကိုးကွယ်ခြင်းတဲ့ကနေ revelation ဖွင့်ပြခြင်းရလို့ကိုးကွယ်တာသူများလှုပ်လို့လိုက်မလှုပ်နဲ့ဖွင့်ပြခြင်းရမှလှုပ်ပါဟေးဟာလေလုယာပြန်ပြောမသိချင်တော့ဟေးသူများလှုပ်လို့လိုက်မလှုပ်နဲ့အဲ့ဒါသူ့အတွက်တော့မှန်မယ်သင်အတွက်မမှန်နိုင်ဘူးသိချင်တော့သူများလှုပ်လို့လိုက်မလှုပ်နဲ့ဆုံးရှုံးသွားရင်သင်မှာတန်တရားပိုရှိသွားတယ်သူများလှုပ်လို့လိုက်မလှုပ်နဲ့ဖွင့်ပြခြင်းရမှလှုပ်ဖွင့်ပြခြင်းရမှလုပ်ရင်ထူးကိုထူးခြားတယ်သို့တော်ဖွင့်ပြခြင်းရဖို့ကမကိုးကွယ်ပဲနဲ့ဘယ်တော့မှမရဘူးဟာလေလုယာဆိုတော့သူတို့ဆူတောင်းတယ်ဖခင်နဲ့ချိန်ယူတယ်နှုတ်ကပတ်တော်နဲ့ချိန်ယူတယ်ဖခင်ဖွင့်ပြလာတယ်ရပြီသမီးလေးစီပြန်သွားတယ်ခေါင်းကိုလက်တင်တယ်ကင်ဆာယောဂါသမီးနဲ့ဘာမှသက်ဆိုင်ဘူးလက်ဝါးကတ်တိုင်မှာခံပေးပြီးတဲ့တန်ချက်တော်အဖြစ်ဤသမီးလေးအနာကပျောက်ပြီအဲ့လိုပြောနေတာကသူများတင်ပေးလို့ပြောတာမဟုတ်ဘူးဖွင့်ပြခြင်းရလို့ပြောတာဖြစ်တယ်ဟာလေလုယာဖွင့်ပြခြင်းရရင်အုံနောက်ထဲမှာမရှိတော့ဘူးနှလုံးသားထဲမှာဝင်ရောက်လာပြီးရှင်းလင်းနဲ့ယုံဖွင့်ပြခြင်းရရင်ဘာထူးခြားလဲသိလားဖွင့်ပြခြင်းရရင်ယုံကြည်ခြင်းရလာတယ်ဖွင့်ပြခြင်းရရင်ဘာရလာလဲ
Pata Nigo Monmaro, a saint in the Dome. Go in Machine, Pumpiachi machine. Hello? Go question machine, Pumpiachi machine. Pumpiachi, machine Kama, Yoki Mafilao. You teach him a people to me pure than light low, Bahama to Chalao, Edikama, pure than low dabe, Bahama to Chalao, so there, a pity toilet. Wrong. Dini, no go bato, Yogi to den Chabasi. Reject Halemala. No, Loba, Juba. Jesuh Pui. The Pupiachi Yadore. The Miapio Lodamo, Jabuna one and Shaludalemo, Hosea Disiapiola Lodamo, no bato pine, Pupiachi, 2 to 3 in Lalo to Taro Lowland, let them Rogiro Chimone. Mapiana Cancer Yoga. Brain tumor. Now so say, Roma Piachamadore, Akutea Honey, Joe Ose Ama. Yea, let the out. Chichi. I don't know, Melakanane, go away, Chintiani, go away, Chintiani, Yala, the revelation, up your suit down, play the D, and mute me ha. John Austin, go to me a lojan. John Austin, Aingo, bomb, Sae, box Yala, to me a material top when a bone top out there. David me, go away, Chintigani, Yala, Atapia Yala, at the Mia, Bobo Lemati, Dinitia Honey. Story Piampachija. Jopiomes or Yai when you go on model. Dame, they shall not obey. The Ayaonale that would show them. Lumia Dwale. Lumia Dwale. Lule Lumia do I ness out to Manina no. And Nayoga Ninjas or she is or Sabro Hobby. A teacher horror. Holy Hall. Nichia Yaula Bido, John Austin Piore, Maro, Yujishine, Loma to literature, Mohobane. Naga, Paya, Pumpiachine, loaded literature. Dine Narua, who Nichinga Chama died time in Naro loaded, healing Mashido Lungaro can you take it? Dabemeti my healing up in Nebi. The young Amapio money now, the low sapio mesoe, Nichia Twade, to Twadecamia. Revelation sheet at Tuah, Chow Bayama. I do a 2 dinner, don't tell no she navy. Don't tell your pastor, the outgun, Thomas or Lureke Samu. Damn it to top light. Bashilole, revelation. Now, Paya Pumpiata, not the meat, the outdrop in Mahobu. I think that he means what Lumia for Mapidara. Now, I'm a hollow meabu. Sat temperomatu. Struck out two, Sajida Lingabroma, Luku Sakuyone, Sakebare. Nico Monmaro, Lakewood Baptist Church, Sajida Lima, Lakewood Church of the Lola Bare. Aku Lakewood Church, Americama, a Chisome. Chow down the Kate 60,000. Go quay Chinian to the revelation, Sada Yaraya, to Miata Tuchara. Joe Austin Teya Hokanglo, Lakewood Churchia, Jinida Mobile. Go quay Chinegani, Twalado, Pumpia Chine Loto, Atendoha. Gida da Gilabo, John Wefayam, yet up your sentare. Hallelujah. That John Babe Lolo. Oh no, name alone. Pumpia Chine lower. Pumpia Chimayai, Pama Malone. So, Cancer Yoga Pite to Ga Paloamle, Kukuame. Dinia Romia Kukuamo. Piao be downloader. I am a Piauta. Go quay chima, down so chin, Takuma, Mashia.
Go quay chima, Amiera, Payadakin, Gaumia Chingobe, Chimwambi, Payadakin, Pukera Muya Miago, Ye to Chimwaye, Paya Gaumia Chinego, Pojuye, Payadakin, Palauti Loke Bibile. Gaumia de Payadakin Pite, this Sashi de Payakin Pite. Chite Payashim Pide. A Gauzong will be sent out a Payashim Pide. A June will just see that just see two Mamashu. Me only though a Jogo Yabu made up be sent out a Payashim Pide. So the Payaye, Gaumia Chingo, the Chimwaye, the Aminglari Aloma, Mingla Pilare Quingo, Payaka be Simbilare. Hallelujah, hallelujah, hallelujah. Biroma Balole, Jamabu, Sutana Modo Babe Pipi, Nga Nasum Totati, Nga Payao Gogweme. A chashidui, Jansa Pate, Sutane, Jansa Pate, Sutane, County Kansachino Sutana Lemo, County Kansachino Jansa Pata Lemo, Jama Shinule, Sutana Modo, Jama Shinule, Jansa Pata Modo, Payada can never a chay you chinlara. Just spend time, Payanebe, just take a time with God. Payanas a capiola video, Goro Babio Chinle Pioba, Goro Bade Pumpia Chinle Pumpiaba, Pari Los. Chinle Piopiaba, Goro Jesuh dinner. Go quay ne Piada Kinga, Dane, so Pumpialara. Crito di no tena shido mule. Go Kayadi, a pitcher of the pitole, when ye muga piama change out at the shinle she, Satuama Sate. Hallelujah, hallelujah, Satoya, Tomyamaka, ye chugo, te jima. Time your zero mudo, Payai winning thee. They know a 10-night. Jesuh, hallelujah. Payana made the Apuela lily, winning what no tema, a low, Yala lily, Payago Chimia lily, Payago Nia Billy, Payai Nogabato was singing la lily, a tega winning noga, a low yali, Jesuh domuli, cryptogo, De Jima Tamio Sido Payakini, they know 10-night Jesuh dom Mimi winning of him, they that no go Yago be, Piashiana Quingo, Payaga. Simple like that. And I go with all to your mingala today. Jamabu, go with a modo. Go with take the payamulo. Go with in. Pido ma chanza padagama. Jama chino padamo. Allow Jimmy de payao. Ma go with a lesodago. Teaching the same payine, no go back to the singing line, now so jump by lay, Tota kanji lay, again na say. No go back to go singing, go question my yeejies on no go back to be. Go question my yeejies on ballet, no go back to be. Go question my yeejies on ballet, no go back to be. Ngata. Me a yechi the case I feel like Nasaka and Nato, Geneska Namatown. Now hope your chat go, not to Paya and Nogobato, the which no, not to Janea Namton and Satwa. Timia Mama, Magwas in a thing focus and Nogobato with Pibasi. Nalone twin night. Payaza Gari, Gadido Regoti and Low them a sound her. Hey, Satwa. A Jamuga. And out Tiazagago, Jara Lomapio, Tiazagago, Tuah, ya, Lord, to this one. Revelation. Reveal, Loda. God will reveal you. Kokwe Chima Ba Mashiabule. Down so che Mashiabu. Yesu stood down kind of come at Timbira Twilla. Mino Madame Migabi, Mino Loade Yakong Moa, a party of Murede. You know, Toya mi mare. Number 2.
ကောင်းကင်ဘုံ၌ရှိတော်မူသောမင်းအဖရှိတဲ့အတွက်ယေရှုတော်ချီးမွမ်းနဲ့ပြီးတော့နာမတော်ကိုယိုသေလေးမြတ်ရှိပါစေနာမတော်ကြီးမြတ်တဲ့နာမတော်ဖြစ်တယ်ဂျေဟောဗာရှာလုံမုန်တိုင်းထဲမှာငြိမ်သက်ခြင်းကိုပေးနိုင်တယ်ဖခင်ဟာလေလုယာနာမတော်ယိုသေလေးမြတ်ပါအရာခတ်သိမ်းအထက်မှာရှိတဲ့ဖခင်အရာခတ်သိမ်းတတ်နိုင်တဲ့ဖခင်ထိုဖခင်ကိုချီးမွမ်းစမ်းပါတယ်နာမတော်ယိုသေလေးမြတ်ရှိပါစေနိုင်ငံတော်တည်ထောင်ပါစေပြောရှင်တဲ့အဓိပ္ပာယ်ပါလေမင်းအထိတ်မှာဖခင်အုပ်စိုးပါစေနိုင်ငံတော်တည်ထောင်ပါလေမင်းရဲ့အထိတ်မှာဝိညာဉ်တော်လွတ်လပ်စွာအလုံးလုံးလို့ရတဲ့တတ်တာဖြစ်ပါစေလို့မင်းဆုတောင်းတဲ့ကိုကာယအတွက်တောင်းခိုင်းတာတခုမှမရှိဘူးတေချာပြန်ကြည့်ဝိညာဉ်အတွက်ကြီးပဲတောင်းခိုင်းနေတာကောင်းကင်နဲ့ရှင်တော်ကျွန်တော်ဖကိုရောနာမတော်ယိုသေလေးမြတ်ရှိပါစေနိုင်ငံတော်တည်ထောင်ပါစေဝိညာဉ်အလိုတော်ဒီကောင်းကင်မှာပြေဆုံးကဲ့သို့မြေကြီးပေါ်မှာဘာပြောလိုက်တာလဲမင်းရဲ့တက်တာအပြင်ကောင်းကင်ဘုံမှာရှိတဲ့အရာတာမြေကြီးမှာရှိတဲ့မြေကြီးသားတွေခံစားခွင့်ရှိပါစေမင်းအပြင်ဖျားဘုံထင်ရှားပါစေလို့ဆုတောင်းတယ်အလိုတော်ဟာကောင်းမပြေးသူကဲ့သို့မြေကြီးမှာပြည့်စုံပါစေဆိုအဲ့ဒါကိုပြောနေတာကောင်းကင်နိုင်ငံရဲ့အရာတာကိုမြေကြီးမှာမင်းအပြင်ခံစားခွင့်ရှိပါစေအတမွေးလောက်သောဆောင်ကျွန်တော်တို့အားနေ့စဉ်တိုင်းပေးသနာပါဟိုထမင်းမဟုတ်ဘူးဒီကတက်တာထဲမှာပြေဖို့ဆူတောင်းခိုင်းတာမဟုတ်ဘူး Give us this day our daily bread ဘာလဲတာ daily bread ဘာပြောရလဲလူဒီမုံအဖြစ်အသက်ရှင်တာမဟုတ်ဘူးဖခင်မိန်တော်မူသောစကားဘာပြောလိုက်လဲ Give us this day ဒီနေ့အတွက်ဖခင်ဖွင့်ပြတဲ့နှုတ်ကပတ်တော်ဒီနေ့အတွက်ပြောတဲ့စကားကိုကျွန်တော်ကြားချင်တယ်ကြားခွင့်ပေးပါ Give us this day our daily bread လူဒီမုံအဖြစ်အသက်ရှင်တာကိုဖခင်မိန်တော်မူသောစကားအဖြစ်အသက်ရှင်တာဖြစ်တော့ Hey မုံသမင်းဟင်းနေကြောင်းငါတို့အသက်ရှင်တာမို့ဖခင်စကားနဲ့မှငါတို့ကအိလောကမှာအောင်မြင်စွာအသက်ရှင်နိုင်မှာ Give us this day our daily breadသူတို့ကကျွန်တော်ပြင်မတော့ပြင်မကျွန်တော်လွတ်တကယ်ကျွန်တော်ပြင်များကိုဘာအတွက်ပဲတင်တာလဲဘာအတွက်တင်တာလဲတခုမှအပြင်အတွက်မဟုတ်အတွဲဝိညာဉ်အတွက်တင်နေတာနှလုံးသားကောင်းစားဖို့ပဲတင်နေတာဟမ်ပြည်သူဆောင်တော့လိုက်ပါစီပဲမကောင်းတော့မှုရမှာဖျားဘုံတော်ထင်ရှားဖို့ထိမေလဲစမ်းမဖြစ်ဘူးစမ်းချီဆူတောင်းတဲ့ထဲမှာဖျားခင်ဆူတောင်းခိုင်းတယ်မှာတင်းရောကာယအတွက်တောင်းခိုင်းတာတခုမှမရှိဘူးအဲ့ဒါသာသနာ့ဘလူတွေတောင်းနေရမင်းတို့အတွက်ငါအကုန်ပြင်ဆင်ထားပြီးသားယေရှုအပြင်အကုန်ပေးပြီးသားတင်းမှာအကုန်ရှိပြီးသားစိတ်ချစမ်းမညီကိုမောင်မတို့ရဲ့ကျွန်တော်တကယ်ပါကျွန်တော်ပေါက်ကရရှောက်မပြောပါဘူးကျွန်တော်လာပြောလို့လည်းဘာမှလည်းမထူးပါဘူးဟိုပေါက်ကရရှောက်ပြောရအောင်ကျွန်တော်လည်းမအားပါဘူးရစီချင်လို့ပြောတာဘယ်ကာယအတွက်မှမတောင်းနဲ့အရေးကြီးတာတင်နှလုံးသားကောင်းစားရင်အရာရာကောင်းစားဖို့ပြင်တာတော့ဟာလေလုယာတင်ရတကားလိုက်ခောက်ရှာမလို့ဘူးတင်းရဲ့တကားကိုမင်္ဂလာတွေကလာခောက်ပြီးတော့မှတင်းအိမ်ကဝင်ချင်တဲ့ဟာတွေဖြစ်လာလိမ့်မယ်ဟာလေလုယာဟာလေလုယာဟာလေလုယာအောင်ကြီးကိုမောင်မတော်စိုးပိုင်တော့ခွင့်နဲ့ဘုန်းတော်အနုဘောကဘာဆက်ဆက်ကိုရိုနာရှိပါရဲ့ယာကိုရောအပြင်ကျွန်တော်တို့ကစိုးစံတဲ့ခွင့်ဖျားခင်ပြင်ဆင်ထားပြီးသားဖြစ်တယ်ဖျားခင်နာမှာပုံကြည့်ပါစေဟာလေလုယာ very simple ဆုတောင်းခိုင်းတာအဲ့အပေါ်မှာကြည့်လိုက်ညီကောင်မောင်မတော်အပေါ်မှာကြည့်လိုက်6လောက်ကနေစကြည့်အောင်9လောက်ကနေစကြည့်တင်းတို့ဆုတောင်းတော့ကသာသနာ့ဘလူနေသူအချင်းချင်းသောစကားဖြင့်အထက်ထက်မဝတ်နေတယ်ထိုသူတို့ဒီများစွာသောစကားဖြင့်မိမိတို့အလိုပြည့်စုံမျိုးထင်ကြတယ်ဟယ်လိုကျွန်တော်ဆုတောင်းတဲ့ခါမှာကိုယ့်လိုပြည့်ဖို့ဆုတောင်းတယ်အဲ့ဒါဖျားလို့တော့မဟုတ်ဘူး
မင်းတို့ဆူတောင်းတဲ့ခါမှာတင့်အလိုပြည့်ဖို့ဆူတောင်းတယ်မှာဖခင်အလိုပြည့်ဖို့ဖခင်သခင်အလိုတော်တင့်မှာပြည့်ဖို့ဆူတောင်းရတာညီကိုမောင်မတို့ရဲ့တင့်အလိုပြည့်ဖို့ဆူတောင်းတာဖခင်လုံးဝမကြိုက်ဘူးတင့်အပြင်ဖခင်အလိုပြည့်ဖို့ဆူတောင်းရင်တင့်အလိုက automatically ပြည့်တယ်ကွာ hallelujah ဆိုတော့ဆူတောင်းနေတင်တဲ့အခါမှာကျွန်တော်မှားနေတာတွေ့ကြလားညီကိုမောင်မတို့ကျွန်တော်အလိုပြည့်ဖို့ပဲတောင်းတာအဲ့ဒါကိုခုံနေထုအကုန်စပွဲတွေထုအကြီးကျယ်လက်တွေနာဆူတောင်းတာအိုးဒီမှာကိုလိုပြည့်ဖို့တောင်းခိုင်းတာမရှိဘူးမိမိအလိုပြည့်စုံမယ်လို့ထင်ကြတယ်တဲ့နိုင်လိုက်ဆူတောင်းကြတယ်နော်ဆက်သွားရအောင်ရှေ့အငယ်ရှေ့ sorry ရှေ့ဆိုအင်္ဂလိပ်လို့ဆိုရင်ဆဲတယ်လို့ဖြစ်နေပြီထိုသူတို့နီးတူမပြုကြနဲ့အကြောင်းမူကားတင်တို့အလိုရှိသမျှကိုတင်တို့မတောင်းမီကပဲတင်တို့အဘအတိပိသားမင်းတို့အလိုတွေမင်းတို့ရှောက်မတောင်းနဲ့မင်းအပြင်ဖယားအလိုတော်ပြည့်ဖို့ဆူတောင်းတဲ့တတ်တာဖြစ်ပါစေဟာလေလုယာဒီနေ့ဆောက်တော့ပြောင်းလိုက်တင်တို့ဘဝပြောင်းပြီဝူးဟာလေလုယာကိုယ်ွယ်ချင်းမှာမိမိအလိုပြည့်ဖို့တောင်းတာတခုမှမရှိဘူးကိုယ်ွယ်ချင်းဆိုတာဖယားအလိုပြည့်စုံဖို့ပဲတောင်းတာဟာလေလုယာကိုယ်ွယ်ချင်းဟာမှတ်ထားကိုယ်အလိုပြည့်ဖို့တခုမှမဟုတ်ဘူးဖယားသခင်ကျွန်တော်တတ်တာပဲဖယားအလိုပြည့်စုံပါစေဟာလေလုယာဟာလေလုယာဟောအဲ့လိုကိုယ်ွယ်တက်လိုက်ပါဖြစ်လားလေမှတ်ထားခရစ်ယာန်အသက်တာရဲ့အမြင့်ဆုံးဝိညာဉ်ရအမြင့်ဆုံးအရာကဘာလဲသိလားနမိတ်လက္ခဏာတွေပြတာမဟုတ်ဘူးရှင်မမကြောင့်ဝိညာဉ်ရေးရတတ်တာမှာအမြင့်ဆုံးကဘာလဲသိလားဝိညာဉ်မှာအမြင့်ဆုံးကဖွင့်ပြခြင်းရတာဝိညာဉ်ရေးရတတ်တာမှာအမြင့်ဆုံးကဖွင့်ပြခြင်းတွေရတာဖွင့်ပြခြင်းအလင်းကိုရသွားတာဒါကြောင့်ပြန်သွားရအောင်တုတ်တန်ခန်းကြီး4အငယ်22ထိုတရားစကားကိုတွေ့ရသောသူတို့သည်22 sorry ထိုတရားစကားကိုတွေ့ရသောသူတို့သည်ဘာဖြစ်လဲကွတွေ့သွားတဲ့သူရတယ်ထိုတရားစကားကိုတွေ့တယ်ဆိုတာဘာလဲဟမ်ဒီကျမ်းပိုက်ပဲဒါပေမဲ့ဖွင့်ပြခြင်းရသွားတဲ့အခါမှာထိုတရားစကားကိုတွေ့သွားတဲ့အခါမှာအသက်ရှင်ခြင်းတကူလုံးကျမ်းမာခြင်းကြောင့်ကိုတွေ့ရပြီဟာလေလုယာအဲ့ဒါဘယ်ရစီးထွက်လာတာလဲသိလားကိုယ်ွယ်ခြင်းနဲ့စီးထွက်လာတာတင်းရဲ့တတမသူများနဲ့မတူတဲ့ဟာတွေရင်ဆိုင်ပြီဆိုရင်မှတ်ထားတော့ညီကိုမောင်မတော်တင်းကိုယ်ွယ်တော့အဲ့ဒီကိုယ်ွယ်ခြင်းနဲ့တင်းရမယ့်အရာတော့တန်ဖိုးဖြတ်လို့မရတယ်ဘုရားရဲ့ဖွင့်ပြခြင်းဟာလေလုယာဒါကိုတို့ပြောတယ်ကျွန်တော်တို့ကလိုက်ဆိုရအောင်ဖခင်သခင်ကိုချစ်တော်သူတို့ဖို့လုံးဒါဆိုတယ်လို့ပြောရရှိတယ်ဖခင်ကိုချစ်တယ်ဆိုတာဘာတူလဲကွယ်ငါဖခင်ကိုချစ်မှချစ်ရလားနားလည်အောင်ပြောပြမယ်နော်ကျမ်းစာလေးကြည့်အောင်နော်တစ်ကောခန်းကြီးနဲ့အငယ်ကိုတစ်ကောခန်းကြီးနဲ့အငယ်ကို thank youဒါနောက်ဆုံးပဲโอเคကျမ်းစာလာဒီနဲ့ညီဘုရားသခင်ကိုချစ်တော်သူတို့အဖို့လုံးကဘုရားခင်ပြင်ဆင်နိုင်โอเคခဏဘုရားခင်ချစ်တဲ့သူဆိုတာဘာတူလဲတရုတ်ဆရာပေါ့မကြည့်ဘုရားကိုချစ်တော်သူဆိုတာရှင်းလေးပဲဘုရားကိုကိုးကွယ်နေတဲ့သူအဲ့ဒါကိုပြောလိုက်တာချိန်လို့ဘုရားခင်သူများတဲ့အိမ်ရပြီတာမရသေးဘူးလေအဲ့ဒါကိုးကွယ်တာမဟုတ်ဘူးအဲ့ဒါသာသနာပလူတွေဆူတောင်းတာဒါတော့မှခရိယန်တွေကျမ်းစာဖတ်ရင်အခုထိမှားပြီးတော့ဖတ်သေးတယ်သာသနာပလူတဲ့ဆရာတဲ့သာသနာပလူဆိုတာဘာလဲတဲ့ရိုက်ချင်တာအဲ့ကောင်သာသနာပလူဆိုတာဘာလဲသာသနာပလူဟဲ့ကောင်ရဲ့လို့
သာသနာပလူတွေကဲ့သို့ငါတို့ကကိုယ့်အလိုပြည့်စုံဖို့ပဲတောင်းနေတယ်တဲ့ no ငါတို့ကအမွေစားအမွေခံနေဖြစ်တဲ့ကြောင့်ကိုယ့်အလိုပြည့်ဖို့တောင်းစရာမလိုဘူးဖယားသခင်အချိန်တန်တဲ့ခါမှာအတီးတီးပြီးတော့အရွက်မညှိုးတော့တဲ့အပင်ကဲ့သို့ပြုတ်လေသမျှမှာအောင်ရတဲ့အခွင့်ကိုယေရှုအပြင်ဖယားကအကုန်ပြင်ဆင်ထားပြီးသားချီးမွမ်းယုံနဲ့သင်ရဲ့ထဲကိုဝင်လာဖို့ရတော့မင်္ဂလာတွေကစောင့်နေတာကြားပြီတခုပဲညီကောင်မောင်မတို့ရဲ့ကိုးကွယ်ပါဖယားခင်ချစ်တော်သူဆိုတာပါလေဖယားနဲ့အချိန်ယူတော်သူဖယားကိုအချိန်ပေးတော်သူဖယားနဲ့မိတ္တဟာယဖွင့်နေတော်သူဖယားကောင်းမြတ်ခြင်းကိုနေ့တိုင်းဝန်ခံနေတဲ့သူဖယားချစ်တော်သူတို့ဖို့လို့ငါဖယားပြင်ဆင်ထားတဲ့အရာပါလေတဲ့လူမျက်စိဖြင့်မမြင်နားဖြင့်မကြားစိတ်နှလုံးဖြင့်မကြံစီသေးဘယ် professor မှမသိနိုင်တဲ့ဘယ် doctor မှမသိနိုင်တဲ့ဘယ်သမားတော်ကြီးမှမသိနိုင်တဲ့အရာတွေအားလုံးကိုဖယားသခင်ကဆက်သွားစိတ်နှလုံးဖြင့်မကြံစီသေးဖယားသခင်ကထိုအရာအလုံးစုံတို့ကို30မှာဆက်သွားရအောင်ထိုအရာအလုံးစုံတို့ကိုဖယားသခင်သည်မိမိဝိညာဉ်တော်အားဖြင့်ဖော်ပြတော်မူ၏တဲ့ဟာလေလုယာကြည့်အောင်တေကောခန်းကြီးနဲ့အငယ်30ကိုသွားရအောင်လူမျက်စိဖြင့်မမြင်နားဖြင့်မကြားစိတ်နှလုံးဖြင့်မကြံစီသေးသွားလို့ရလားတေကောနဲ့30သွားချင်တဲ့တခါတလေသွားလို့မရတာလည်းရှိတယ်လေโอเคထိုအရာတို့ကိုဖယားသခင်သည်ဘာဖြစ်လဲကွယ်လူမျက်စိနဲ့မမြင်ဘယ်ဆရာမှမသိနိုင်တဲ့ဘယ်သမားတော်ကြီးမှမသိနိုင်တဲ့အရာကိုဖယားသခင်ကမိမိဝိညာဉ်တော်ဖြင့်ဘသူတွေကိုဖော်ပြလဲကွယ်တော်သူတွေကိုဖော်ပြတော်မူ၏တဲ့အခုနကျွန်တော်ယောမအခန်းကြီးရှင်းငယ်30ဖတ်ထားပြီးဘာတွေ့ရလဲညီကောင်မောင်တို့ကတော့17လောက်မှကြည့်တဲ့အခါမှာဘာတွေ့ရလဲအဲ့ဒီဖယားရဲ့ဝိညာဉ်ကနတ်နေသောအရာကိုတင်းတို့ထဲ၌ရှိတော်မူလေကိုကပြစ်ကြောင်တည်ဖြစ်တော်လဲဝိညာဉ်လူမအသက်ရှင်နေရှိ17ကိုသွားမယ်17ယေရှုကိုတည်ခြင်းမှာထမြောက်စေတော်ဖယားဝိညာဉ်တင်းထဲမှာကျင်းဝတ်တော်မူလေပြီးသွားပြီတည်တတ်တော်ကိုကဝင်ပြန်ရှင်းစေတယ်ဖယားသူ့တောင်းအကုန်သူယူသွားလိမ့်မယ်တင်းလောမေရတစ်ခုပဲရှိတယ် fellowship with Holy Spirit that's it and God when you fellowship with Holy Spirit will reveal you revelations အဲ့ဒါထိုတရားစကားကိုသဘောပေါက်သွားတာဟာဒီစကားကြီးငါတော့ပါလားဆိုတာသိသွားပြီဆိုတော့ just one word can change your entire lifeဒီနေ့မှစာရေးကျွန်တော်ညီကိုမောင်မတော်သူများနဲ့မတူတဲ့အတွေ့အကြုံရှိရင်မမေ့ကြနဲ့ကိုးကွယ်ဖို့ဖယားတင်ခေါ်နေပြီအဲ့တချင်းလေးရလာမနေ draw me close to you ဒါတော့နည်းနည်းကျွန်တော်လူလက်ပိုင်းနေလောက်ပဲရတော့မလားမသိလူကြီးပိုင်းတော့မပြောဘူးလူလက်ပိုင်းတရားတော်ဒီချင်းရတယ်လူငယ်တွေရရလားပေါ့ရလားတားရလား You're all I want You're all I ever needed သိမရအောင်နော်ဒါမရအောင်ရတယ်ဒါမဘူးနဲ့ Okay ဒါဆိုတော့ဘာရှင်းစုံလဲဆို worship team နဲ့ပြန်တက်သွားလိုက်ပြန်တက်သွားပြီးတော့တာရွေတိုးပြီးတည်ချင်တယ်ဒါကတော့ဒီခေတ်ရသွားပြီရတယ်နော်ဒီချင်းရသွားပြီမှတ်လိုက်ချစ်တော်ညီကိုမောင်မတို့ဒီနေ့ဒီနှုတ်ကပတ်တော်ကိုရှင်းရှင်းလင်းလင်းပို့သဘောပေါက်ချင်နောက်တစ်ခါပြန်နားထောင်ကြပါဖွင့်ပြခြင်းရကြပါစေမှတ်ထားညီကိုမောင်မတို့မဖြစ်နိုင်တဲ့အရာကိုမဖြစ်နိုင်တဲ့အရာအချိန်မှာဖြစ်စေတာဖခင်ရဲ့ဖွင့်ပြခြင်းပဲအဲ့ဒီဖွင့်ပြခြင်းရခြင်းကိုးကွယ်တော်သူတွေဖြစ်ပါစေ